မြန်မာနိုင်ငံနဲ့အနည်းဆုံးနိုင်ငံကိုရွေးတာပို့ပြီးတော့မှအဆင်ပြေပေါ့နော်အဲ့တော့တချို့ကတော့အီတလီကိုပဲလာဖြစ်ကြများတယ်အီတလီကိုလာဖြစ်ကြတဲ့သူတွေဆိုလို့ရှိရင်တော့သူတို့ကဗာလဲပထမကိုယ့်ရဲ့ first choice ကိုဖြေရများတယ်ပေါ့နော်ဒါပေမဲ့အီတလီထိလာဖို့ကကျတော့ဗီဇာလျှောက်ရတာဘာညာနဲ့နည်းနည်းတော့ကတည်တယ်ပေါ့နော်အဲ့တော့တော်တော်များများကအိန္ဒိယနဲ့ချိုင်းနာကိုဖြေရများတယ်ပေါ့နော်ဒါကတော့အမဒီမှာစတမိုးရတဲ့30ရက်နေ့ဆိုတော့ကျတော့30ရက်နေ့မှာအိန္ဒိယနဲ့ချိုင်းနာမှာဖြေရမယ့်နေရာလေးပေါ့နော်ဒါ exam ဖြေရမယ့်နေရာလေးတွေနောက်ပြီးရင်အဓိကစမဝဲဖြေတဲ့နေ့ရယ်နောက်ပြီးလို့ရှိရင်ဘာတွေတည်ဆောင်သွားရမှာလဲဆိုတာရယ် rules ရယ်ပေါ့နော်မှပြောသွားမယ်ပေါ့နော်ဒါကတော့အဓိကဒီဟာတော့သိထားပြီးသားပါမိကုန်းက60နောက်ပြီးမိနစ်100ဖြေရမယ်ဆိုတဲ့ဟာလည်းသိထားပြီးသားဆိုနောက်ပြီးရင်အခုညီမလေးတို့ဖြေမှာကညီမလေးမောင်လေးတို့ဖြေမှာနန်းယူနေနဲ့ဖြေမှာဆိုတော့ကျောင်းတစ်ချောင်းပဲယူလို့ရမယ်ဆိုတာသိချပြီးသားဆိုတော့ကို registration မလုပ်ခင်မှာကိုသိချစဉ်းစားတင်တယ်လို့မတော်ထင်တယ်။ဘာလို့ဆို registration ကစာမိုးပွဲက September 30ဆိုတော့အဲ့မတိုင်ခင်3ပတ်လောက်လို့မှသူက registration ဖွင့်မယ်ပေါ့နော် University မှာ registration ဖွင့်မယ်အဲ့ဒီအချိန်မှာကိုကတစ်ချောင်းကိုသိချလေးရွေးတင်တယ်ပေါ့နော်။ပြီးရင်ညီမလေးတို့ကနန်း EU အနေနဲ့ဖြည့်ဆိုပေမဲ့လည်းကျောင်း tuition fees ကတော့1000ကနေ4000ထိရှိတယ်ဆိုပေမဲ့အမတို့ကမြန်မာနိုင်ငံကသူတို့ကစင်ရဲ့နိုင်ငံလို့သတ်မှတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်များများမြန်မာ student တွေဆိုလို့ရှိရင်400အောက်ပဲဖြစ်တယ်ပေါ့နော်အမဆိုလို့ရှိရင် test ပဲပေးရတယ်166 euro ပဲပေးရတယ်ပေါ့နောက်ပြီးရင်မိကုန်းပုံစံမိကုန်းဒီနှစ်ကနည်းနည်းလေးပုံစံအရေးကြီးတဲ့ topic လေးပြောင်းသွားရဆိုပေမဲ့ base ကတော့တူတူပဲ bio က23ပုဒ်ပါမယ် chemistry က15ပုဒ်ပါမယ် physics math က73ပါမယ် logic နဲ့ reading က general knowledge က9ပုဒ်ပါမယ်ပေါ့နော်အမကတော့ EU အနေနဲ့ဖြေထားတာဆိုတော့အမအဲ့ဘက်ကိုတိတ်တော့မဖြေဘူးဘာလို့လဲဆိုတော့အမကအစကတည်းကမနဲ့ယဉ်ကျေးမှုရှိခဲ့ဘူးဆိုတော့အမအဲ့ဒါတွေကို skip လိုက်တယ်ပေါ့နော်အမအဓိကဖြေတာ bio နဲ့ chemistry အခုလောလောဆယ်ညီမလေးတို့မောင်လေးတို့ပြီးတက်နေပေါ့နော် bio နဲ့ chemistry revision ပြန်တက်နေပြီ bio နဲ့ chemistry အမှတ်ပြရတက်နေပေါ့နော်အခုကစားဆိုလို့ရှိရင် 1.5 ပေး rules ကမှားတယ်ဆိုရင်တော့ 0.4 နှုတ်တယ်ပေါ့နော်ဒါပေမဲ့ဘာမှမဖြေထားဘူးဆိုရှင်0ဖြေတတ်မှတ်တယ်ပေါ့နော်အဲ့ဒါတော့သိထားပြီးသားဆိုတော့ရေးတော့မကြည့်ပါညုံဆုံးဒါက university မှာ pre enrollment လုပ်ရတယ်ဆိုတာအရေးကြီးတယ်ဘာလို့ဆိုတော့ pre enrollment မလုပ်ထားဘူး university မှာမလုပ်ထားဘူးဆိုရင်မတို့ visa လျှောက်လို့မရအောင်ဆိုတော့မတို့ pre enrollment လုပ်ထားအခုလည်းလုပ်ထားပြီးတော့ရှိမှာပါပြီးလို့ရှိရင် first choice တွေရမယ် first choice ကအခုကတည်းကစဉ်းစားထားပါတော့ဘာလို့ဆိုတော့ exam registration fees ပေးလိုက်အားတော့မယ်အချိန်မှာတေချာတည်တဲ့ရွေးထားပြီးတော့ဖြစ်တဲ့ပေါ့နော်ပြီးရင် CME statement ကလည်းလုပ်ထားပြချပြီးထင်ပါတယ် CME အဲ့ဒါလည်းအရေးကြီးတယ်ပြီးလို့ရှိရင်ဒါတော့ ranking ကကျတော့ဆောင်းဝဲပြီးကကျမှထုံမှာဆိုကိစ္စမရှိပါပြီးရင်အခုအမတို့ကအခုဂျွန်ဂျူလာရောက်ပြီဆိုတော့ကျတော့အမတို့နောက်ထပ်မိုးစော်လက်2ပတ်3ပတ်လောက်နေလို့ရှိရင် register လုပ်ရတော့မယ်ပေါ့နော် payment ပေးရတော့မယ်အဲ့ခါကျလို့ရှိရင်ကိုကဘာကိုယူရမှာလဲဆိုရင်ကိုဖြေမဲ့နိုင်ငံကိုအဓိကယူရမယ်ဒါကတော့ညီမလေးတို့ကအိန္ဒိယမှာတော့ဖြေမယ်ဆိုလို့သတ်မှတ်ထားပေမဲ့အိန္ဒိယမှာလည်းသူက limited seat ရှိရပေါ့နော်150ဆို150 200ဆို200ဥပမာရှိရပေါ့နော်အဲ့မှာကို registration လုပ်လိုက်တဲ့ချိန်မှာအဲ့ဟာကစိတ်ပြေသွားပြီဆိုရှင် backup plan နဲ့တခြားနေရာရွေးထားတယ်လို့ငါထင်တယ်ဥပမာလန်ဒန်ဖြစ်ပါဖြစ်ပေါ့နော်အဲ့လိုမျိုးတခုတော့ရွေးထားပေါ့နော်ပြီးရင်study visa ရှောက်ရမယ်ပြီးရင်ဆောင်းဝဲ30ရက်နေပေါ့နော်ပြီးရင်အခုကြတဲ့စာကိုဘာလို့တေချာဖြည့်လုပ်ထားကြလဲဆိုရင်အမတို့ဆောင်းဝဲတော့မဖြည့်ခင်တလအတွင်းမှာ August မှာစာ revision ကဒီတခုလိုအရင်ကြီးမလုပ်နိုင်တော့နည်းနည်းပါးပါဟိုဖက်ဒီဖက်လောက်ပဲလုပ်လို့ရတော့မှာဆိုကြတယ်အခုကြတဲ့တေချာလေးဖြည့်လုပ်ထားတယ်ပြီးရင်အမတို့နှစ်တုန်းက September 18ရက်နေ့မှာစာမွေးဖြစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ranking က October ပထမအပတ်မှာစပြောထွက်တယ်ဒီနှစ်က September 30ဆိုရင်လည်းနောက်ကျလိမ့်မယ်ထင်တယ်မထင် October လလေလောက်ချမှာထွက်မယ်ပေါ့နော် ranking လေးထွက်မယ်ဆိုရင်လို့ပထမဆုံးသူ anonymous နဲ့ထွက်မယ်ပေါ့နော် anonymous နဲ့ထွက်ပြီးမှကိုယ့်နာမည်နဲ့ထွက်မှာဆိုပြီးရင်ကျောင်းတွေကနိုဝင်ဘာမှာစပြောမှာဖွင့်တယ်ဒါကတော့အိန္ဒိယနဲ့ချိုင်းနာမှာပေချင်းနေစောင်းဝဲသွားဖြစ်ရမယ်ပေချင်းစောင်းဝဲလေးဆိုရဟာမျိုးလုပ်ထားရဟာဒါထားလိုက်တော့ဒါတော့တချို့ဟန်ကြီးပြောမယ့်အပိုင်းတွေပေါ့နော်အမကတော့ဒီ register ပေးမယ်ဟာရင်နောက်ပြီး exam day မှာရေးကြည့်တဲ့ဟာကိုအဓိကပြောသွားမယ်ပေါ့နော်
exam ပြရတဲ့အခါမှာဆိုရှင်အမက EU အနေနဲ့မီလန်မှာ first choice အနေနဲ့ဖြေထားတာဆိုတော့ကြတော့အမကဆောင်းပွဲနေ့မှာကတိမှာဆိုရတဲ့အတွက်ကြောင့်မလို့အမမီလန်ကိုတရက်ကြိုပြီးသွားတယ်ပေါ့နော်တရက်ကြိုပြီးသွားတယ်သွားပြီးလို့ရှိရင်Airbnb ငှားပြီးအဲ့မှာပဲနေလိုက်တယ်မနက်ခင်းမှာသူဆောင်းပွဲက17 12လို့ပြောထားတဲ့အတွက်ကြောင့်မလို့သူတို့ကအမတို့အီတလီမှာတော့သူဆောင်းဖြေခင်3နာရီလောက်ကြိုလာခိုင်းတယ်အဲ့ဆိုအမတို့9နာရီဆောင်းပွဲဖြေရမယ့်နေရာရောက်ရတယ်ပေါ့နော်ပြီးရင်ဆောင်းပွဲဖြေခင်2ပတ်လောက်မထင်တာတစ်ပတ်2ပတ်အဲ့ကြားထဲမှာပေါ့နော်သူတို့ကအမတို့ရဲ့နာမည်ရဲ့ဘယ်အခန်းမှာဖြေရမလဲဆိုတော့ list ထွက်တယ်ထားပါတော့1999ကနေ2000တိရတခန်းဆိုလို့ရှိရင်အဲ့အခန်းထဲမှာပါမယ့်လူတွေရဲ့နာမည်တွေအကုန်ထွက်ထားပြီးသားပေါ့နော်အဲ့မှာကိုကဘယ်အခန်းလဲဆိုတာစစ်ကြည့်လို့ရပြီးသားပြီးရင်အဲ့ဒီမှာ9နာရီအမတို့ရောက်သွားပြီးရဲ့အချိန်မှာသူတို့ကအမတို့ကို10နာရီပတ်ဝန်းကျင်လောက်မှာအမတို့ခေါ်တယ်ပေါ့နော်နာမည်နဲ့တော့မဟုတ်ကြီးရနဲ့ခေါ်တယ်ကိုဝိတက်ကလေးနဲ့ခေါ်တဲ့အချိန်မှာအမတို့တွင်နဲ့ဝင်သွားပြီးတဲ့အချိန်မှာအမတို့ဖြေရမယ့်အခန်းရှိမှာစောင့်နေရတယ်စောင့်ပြီးတော့သူတို့ကအမတို့ registration လုပ်ထားတဲ့ document စစ်တယ်ပေါ့နော်စစ်တဲ့အခါမှာညီမလေးတို့က registration university မှာ registration လုပ်ထားတာက passport နဲ့လုပ်ထားတာဆိုရှင်အဲ့ဒီ passport ကိုယူသွားရမယ် university မှာ register လုပ်ထားတဲ့ passport အမတို့ကကျတော့ရွေးပိုင်မှုရှိပေါ့နော် passport ဒါမှမဟုတ်လို့ရှင် permission တွေဆိုကြော်လို့နဲ့အဲ့နှစ်ခုရတစ်ခုနဲ့လုပ်ထားတာပေါ့နော်တကယ်လို့မှကိုက passport နဲ့လုပ်ထားပြီးတော့ permission တွေဆိုကြော်လို့ယူသွားရဆိုရှင်အဲ့ဒါက disqualify ဖြစ်သွားတဲ့အတွက်ကြောင့်အကျုံးမဝင်ဘူးပေါ့နော်ကိုဘာနဲ့ register လုပ်ထားရဲဆိုတာအရေးကြီးရယ်ပြီးရင်အရေးကြီးတာကအဲ့ university လေးမှာ register လုပ်ပြီးပတ်သက်ပေးသွားတဲ့အခါမှာအဲ့မှာသူတို့က receipt ထွက်လာတယ်အဲ့ receipt ကို print လုပ်သွားဖို့အရေးကြီးရယ်အဲ့ဟာ print လုပ်ရမယ်နောက်ပြီးရင်သူတို့ကအမတို့ဒီမှာတော့ဘိုးပင်ပေးတယ်ပေါ့နော်ဒါပေမဲ့ယူသွားပေါ့နော်ကိုချလို့ရှိရင်သူတို့ကအပြင်ပစ္စည်းလက်မခံဘူးဆိုရှင်အကုန်လုံးကအမတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေမှာထားခဲ့ရမှာဆိုတော့ကြတော့ဆိုးရောက်သွားတာတော့ဘယ်လိုပြောမှကောင်းပါတယ်နောက်ပြီးရင်တချို့ဆောင်ပွဲဆောင်တွေဟာ passport ကိုပေးယူတယ်ခန်းလေးကိုတချို့ကကျတော့ပေးမယူအဲ့ဒါတော့သူတို့ကမှမဟုတ်သေးဘူးပေါ့နော်အမားတို့တော့ passport ပေးယူတယ်passport တစ်ခုပဲပေါ့နော်ကျန်တဲ့ဟာတွေအကုန်လုံးတချို့ကရေတန့်ဖို့တောင်ပေးမယူတော့ကျတော့ရေတန့်ဖို့လည်းပြင်မှာထားခဲ့ရတယ်အကုန်လုံးပြီးရင် electronic ပစ္စည်းပါတစ်ခုမှယူပိုင်မှုမရှိဘူးနောက်ပြီးခန္ဓာကိုယ်တော့မစစ်ဘူးဆိုပေမဲ့သူကလက်ဝါးလေးဘာညာလေးတော့နည်းနည်းပါးဖြန့်ကြည့်တယ်ကျန်တဲ့နေရာတွေတော့အောက်ကြီးတော့မစစ်ဘူးဒါပေမဲ့ဒီနေ့မှာတစ်ခုပဲရှိရဆောင်ပွဲဆိုကြလေတစ်ခုခု200လေးဘာညာလေးပါသွားရင်ဆိုတာမှ risk များတယ်ပေါ့တော့ဘာမှဖြစ်သွားတာပို့ပြောမှာကောင်းတယ်နောက်ပြီးကကိုရီတော့ဘာညာလည်းပေးမတော့ဘူးအဲအကြောင်းမလို့ physics တို့ math တို့မှာသူကအရန်ခက်တဲ့ဟာတွေခဏန်းတွေကိုအရန်ခက်တဲ့ဟာတွေမမေးဘာလို့ဆိုတော့အမတို့ကကိုရီတက်ပေးမတော့ထားဘူးဆိုကြလေအဓိကကိုယူသွားရမယ့်စာရွက်ကလေးတွေpassport ဘာလို့ item တွေတခြားစစ်သွားတာပို့ပြောမှာကောင်းတယ်ပေါ့နော်နောက်ပြီးရင်အမပြောချင်တာဆောင်းမဖြေခင်3ရက်လောက်ကနေစပြီးတော့ပေါ့နော်အစ်မထိနေတော့ပေါ့နော်ခေါင်းတွေကိုအမကတော့ဆောင်းမဖြေခင်တစ်ပတ်ခက်ကအမဖြေလောက်ထားပြီးသားပိုင်ပြီးသားအပိုင်းတွေကိုဖတ်တယ်ပြန်ဖတ်ပြီးတော့မဖြေခင်2ရက်လောက်မှာအမတိတ်ပြီးတော့ပိုင်းသေးတဲ့ဟာလေးဖတ်တယ်ပေါ့နော်နောက်အမရဲ့ခေါင်းတွေကိုအမအစ်မထည့်တော့ဒါကကျတော့အမဥပမာဆောင်းပွဲနေ့မှာဘယ်လိုမျိုးဖောင်ပြရလဲဆိုတဲ့ဟာပေါ့နော်ဒါ candidate data sheet မှာနာမည်ရေးရမယ်စာမင်းရေးရမယ်ပေါ့နော်နောက်ပြီးရင် birthday date ရေးရမယ်ဒီမှာလေးကိုမှကိုယ်ချီ physical လေးမရှိတဲ့အတွက်ကြောင့်ကိုယ် physical လေးကမလို့ရေးချမလို့ပေါ့နော်ပြီးရင်ဒီမှာတွေ့လား attach bar ကိုဆိုတဲ့နေရာအဲ့မှာအဖြေစာရွက်နဲ့အမပေါင်းပြီးပြမယ်ပေါ့နော်အဲ့မှာအဖြေစာရွက်မှာလေသူကဘာကုတ်ကြရတဲ့နေရာရှိတယ်အဲ့ဒါဆောင်းမဖြေသွားပြီးသွားတဲ့ခါကျမှဆောင်းမဖြေပြီးသွားပြီဆိုလို့ရှိရင်သူတို့ကအမတို့နေရာကနေထားပြီးတော့ကြတော့ရှေ့ကိုပါပြီးတော့အဖြေစာရွက်က box to box ဒီ information နဲ့မိကွန်း box to box ထည့်ရတယ်ပေါ့နော်အဲ့မှာသူကရှေ့မှာဘာကုတ်တွေဖြန့်ထားရှိတယ်အဲ့ဒီမှာအမတို့ကတစ်ခုကိုကောက်ပြီးလိုက်ရတယ်အဲ့ဒီမှာနှစ်ခုပါတယ်ပေါ့နော်ဘာကုတ်တူနေတဲ့နံပါတ်နဲ့ဘာကုတ်ပါတယ်အဲ့ဘာကုတ်မှာဒီအမတို့ဒီ information အမတို့ data sheet ပေါ်မှာတစ်ခုကရတယ်ဒီနေရာမှာတစ်ခုကရတယ်ပြီးရင်အမတို့ရဲ့ answer sheet မှာတစ်ခုကရတယ်အဲ့နှစ်ခုကမကက်ခင်မှာနှစ်ခုကနံပါတ်တူလားမတူလားချက်ပြန်စစ်ရမယ်နံပါတ်မတူနေဘူးဆိုလို့ရှိရင်အဲ့ဒါ
disqualify ဖြစ်သွားပြီပေါ့နော်အဖြေစာစစ်တဲ့ထင်ပါလာမှာမဟုတ်ဘူးပေါ့နော်ပြီးရင်ဒီနေရာမှာလက်မှတ်ထိုးအောင်ပေါ့နော်စာမွေးဖြည့်ပြီးသွားတဲ့အခါမှာဒီနေရာမှာလက်မှတ်ထိုးရမယ်ပြီးရင်အဲ့ဒီဘာခုရဲ့နံပါတ်ကိုကနာမည်မထွက်သေးပဲနဲ့ anonymous နဲ့ထွက်လာတဲ့အချိန်မှာသိချင်တယ်ဆိုလို့ရှိရင်အဲ့ဒီဘာခုနံပါတ်ရဲ့ရှေ့3လုံးနောက်3လုံးအလွတ်ချက်ခဲ့ရမယ်အလွတ်ချက်ခဲ့မှသူက anonymous နဲ့ထွက်လာတဲ့အခါမှာဟိုဖြစ်မယ်ပေါ့နော်ဘယ်လိုပြောမလဲကိုကကြိုသိထားမှာပေါ့နော်အမရဲ့ဒီမှာဒါအမရဲ့ answer sheet ပေါ့နော်ဒါအမရဲ့ answer sheet ဒါတွေအကုန်လုံးဆောင်းဝဲဖြည့်ပြီးသွားတဲ့အခါမှာ university မှာကိုယ့်ရဲ့ဟိုင်မှာအကုန်ပါလာတယ်ပေါ့နော်ဒါ answer sheet ရဲ့အောက်မှာဒီလိုမျိုး barcode တစ်ခုကတ်ရမယ်ပြီးရင်အမရဲ့ exam တစ်ခုရှိနေပေါ့နော် exam ကဒီထဲမှာ drive ထဲမှာခဏလေးပါဒီမှာဒါအမရဲ့အဖြေလို့ပေါ့နော်ဒါကမိကွန်းဒါအဖြေလို့မိကွန်းကဒီဒါ information sheet ပေါ့နော်ဒါအမဒီမှာ barcode တစ်ခုကရတယ်အဲ့နှစ်ခုအရေးကြီးရပေါ့နော်အဲ့ barcode နှစ်ခုလွဲသွားရဆိုလို့ရှိရင်ကိုကအဖြေထဲမှာတော့ပါလာမှာမဟုတ်ဘူးကိုယ့်ရဲ့နာမည်တော့ပါလာမှာမဟုတ် anonymous ထဲမှာအဲ့ဒါအရင်ရေးကြည့်တယ်ရှေ့3လုံးနောက်3လုံးမှတ်ခဲ့ရမယ်အဲ့ဒါလည်းအရေးကြီးရပေါ့နော်ပြီးရင်သူတို့ကစာမိုးပွဲစောင့်တဲ့သူတွေအကုန်လုံးကပေါ့နော်ဒါမှကြည့်အောင်မကြည့်နေမှာငါပြောနေမှာမဟုတ်ညီမလေးတို့ဒီမှာတချို့အမရှိမှာပေါ့နော်ဘာဖြစ်သွားလဲဆိုရင်အဖြေလွှာထည့်ရမယ့်ထဲမှာမိကုန်းလွှာထည့်ခဲ့ပြီးတော့မိကုန်းလွှာထည့်ရမယ့်ထဲမှာအဖြေလွှာထည့်ခဲ့တဲ့အတွက်ကြောင့် disqualify ဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှိရင်လည်းအဖြေကိုယ့်ရဲ့အမှတ်ကပါလာမှာမဟုတ်တော့စာစစ်တဲ့ထဲမှာပါမလာဘူးပေါ့နော်အဲ့ဒါအရေးကြီးတယ်အဲ့ဒါရန်ကိုရန်ရေးကြီးတဲ့ဟာပေါ့နော်ပြီးရင်ဒါစာမိုးပွဲrules ပေါ့ဒါတွေကစာမိုးပွဲကနေရောက်သွားပြီဆိုလို့ရှိရင်သူတို့ကတော့အင်္ဂလိပ်လိုရောအီတလီလိုရောပြောပြမှာ17နာရီထိုးအမတို့ဖြေတော့17နာရီဖြေလိုက်ရတာဆို17နာရီထိုးမှာသူတို့ထားတယ်အကုန်လုံးရှင်းပြတယ်ရှင်းပြတဲ့အချိန်မှာကိုတေချာနားထောင်အောင်မယ်ပေါ့နော်အဲ့မှာဒါက crossing ရိုက်တာတော့သိပြီလားပါဒါ crossing ရိုက်တာအပြင်နေနားတွေမထွက်ရအောင်အနားထွက်လိုက်မယ်ဆိုလို့ရှိရင်သူက disqualify ဖြစ်သွားပြီပေါ့နော်ပြီးလို့ရှိရင်ကိုကဒီဟာအမဲလေးချင်လိုက်တဲ့ဟာကကိုကပြန်ပြင်ချင်တာပေါ့နော်အစ B လို့ဖြေထားပြီးသားဟာကိုပြန်ပြင်ချင်တယ် D လို့ပြန်ပြင်ချင်တယ်ဆိုလို့ရှိရင်သူက B+ ပေါက်ကိုအမဲရောင်အကုန်ချေလိုက်ရတယ်ချေပြီးသွားပြီဆိုလို့ရှိရင်သူကဒီ B ကအမှားဖြစ်သွားပြီပေါ့နော်ဒါပြီးလို့ရှိရင် D ကိုပြန်ရွေးထားလိုက်ပြီတကယ်လို့မှကိုကဒီနံပါတ်ကိုမကြိုက်ဘူးမဖြေချင်ဘူးဒီတိုင်းပဲ0အနေနဲ့ထားမယ်ပေါ့နော်အဲ့ဒါဆိုရှင်ဘာမှမဖြေခဲ့လို့လည်းရတယ်ဒါပေမဲ့ကိုကအချိန်ပိုနေရဆိုလို့ရှိရင်ဒီမှာ block ပေါက်cycle လေးကိုအနက်ရောင်လေးခြေလိုက်လို့ရှိရင်လည်းသူက0ဖြစ်သွားအဲ့ဘုတ်ကဘာမှမဖြေခဲ့ဘူးဆိုတော့တက်ရောက်တယ်ပေါ့နော်ပြီးရင်ဆောင်းဝက်ဖြေနေတဲ့အချိန်မှာလေအမချင်တာအမကတော့7မိနစ်ချန်ထားတယ်ဆောင်းဖြေလိုက်တဲ့အချိန်မှာအရင်ကကိုရတဲ့ပိုင်းကိုရင်းဖြေတယ်ဖြေပြီးလို့ရှိရင်7မိနစ်ချန်ထားတယ်အဲ့7မိနစ်ကအမမိခွန်းနဲ့အဖြေနဲ့ကိုအမကတော့မိခွန်းနဲ့မှအဆုံးဖြေတယ်ဖြေပြီးမှအဖြေလေးကိုပြန်ပူပါဆိုတော့7မိနစ်ချန်ထားပို့ပြီးမှအဆင်ပြေတယ်ပြီးရင်တခုအရေးကြီးတာကမိခွန်းမှာထဲမှာဖြေထားပြီးအဖြေလေးကိုပြန်ပူရဲ့အချိန်မှာအပေါ်အောက်မှားတတ်တယ်နံပါတ်မိခွန်းထဲမှာနံပါတ်2လို့ရေးထားတဲ့ဟာကိုအဖြေလွှာထဲမှာနံပါတ်3ကိုတွားပြီးတော့မှရွေးတတ်တယ်ပေါ့နော်အဲ့ဒါလေးအရင်တတိထားရမယ်အဲ့ဒါမျိုးကကိုအဖြေမှန်ထားရဲ့တန်းလေးမလျော့တဲ့အမှတ်ပေါ့နော် chemistry နဲ့ bio မှာအရင်တတိထားပါ chemistry နဲ့ bio နဲ့လုံးဝအမှတ်ပြယူရမယ့်ပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကတော့ rules ပေါ့နော်တကယ်လို့စာမွဲဖြေနေနဲ့အိမ်သာသွားတဲ့အခါမျိုးပါမျိုးမှာဆိုလို့ရှိရင်လက်မြောက်ပြီးတော့ permission တောင်းရပြီးရင်သူတို့စာမွဲဖြေပြီးတော့အချိန်ပြည့်သွားပြီပေါ့နော်ပြည့်သွားပြီဆိုရင်သူတို့အဲ့ခန်းထဲမှာနာရီလည်းရှိရယ်ပြီးရင် projector နဲ့ပြထားတဲ့ဟာလည်းရှိရယ်ပေါ့နော်အဲ့အချိန်ပြည့်သွားပြီဆိုတော့ဘုတ်ပင်ချရတယ်မချဘူးဆိုလို့ရှိရင်သူတို့အဲ့မှာချက်ချင်းရောက်လာပြီးတော့ကျတော့ disqualify ဖြစ်သွားတတ်တယ်ပြီးရင်အမတို့ sign ထိုးရတဲ့ဟာကရှေ့ဆုံးကိုတယောက်ချင်းသွားထိုးရတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ sign ထိုးတဲ့နေရာမှာ sign မထိုးဘဲနဲ့ကိုယ့်ရဲ့အဖြေကိုပြင်နေတဲ့သူမျိုးလည်းရှိရပေါ့နော်အဲ့ဒါမျိုးသူတို့ညံသွားရဲဆိုလို့ရှိရင်လည်း disqualify ဖြစ်သွားတယ်အဲ့ဒါမျိုးလည်း queue ဆက်ရမယ်ပေါ့နော်ကိုမဖြေလို့ရပြီဆိုလို့ရှိရင်တော့လည်းဒီတိုင်းပဲထားရတော့မှာပေါ့နော်လက်မှတ်ထိုးရမယ့်ဟာပို့ပြီးမှအရေးကြီးလက်မှတ်မပါဘူးဆိုလို့ရှိရင်လည်းသူတို့က disqualify ဖြစ်သွားတယ်အဲ့မှာလည်းပဲဒါကတော့ညီမလေးတို့နိုင်ယူနေတော့ဖြစ်မှာဆိုတော့ကြတော့တခြား
မဖြေခင်2ရက်လောက်ကြိုရောက်ထားပြီးတော့ကျတော့ trip ပေါ့နော်အဲ့ဒါဒါတော့ဒီချဲဟန်နီဆက်ပြီးတော့မှနောက်ကနေဟာတွေအကုန်လုံးပြောသွားမှာပါအမဒီရှေ့ပိုင်းပဲပြောသွားမှာပေါ့နော်ပြီးရင်ဆောင်းဝတ်မဖြေခင်2ရက်3ရက်လောက်ကခေါင်းကိုအေးအေးလေးပဲထားပြီးတော့ကိုလုတ်ထားတဲ့များဟာတွေအကုန်လုံးခေါင်းထဲမှာပဲတွေးနေတာပို့ပြီးတော့မှအဆင်ပြေလို့ထင်ကိုမရတော့တဲ့ခါကျမှစာအုပ်ကလေးကိုပြန်လှမ်းပေါ့နော်အစ်စ်လုံးကမထည့်တဲ့တော့လို့ထင်တယ်အမကတော့ဆောင်းဝတ်မဖြေခင်3ရက်ပေါ့နော်ဒီဘတ်တူကတော့တီချာဟန်နီဆက်ပြီးတော့မှပြောမယ့်အပိုင်းလေးပေါ့နော်ပြီးလို့ရှိရင်တော့အမ question and answer လေးနောက်ဆုံးပိုင်းမှာမေးချင်တာလေးမေးလို့ရအောင်စောင့်နေပါမယ်ဟုတ်မင်္ဂလာပါရှင်ဟုတ်ပတ်တူလေးကိုဒီချိန်ကပြန်ပြီးတော့ဆက်ပြီးရှင်းပြပေးပါမယ်ဟုတ် screen လေး share လိုက်ပါမယ်ရှင်ဟုတ် screen share လေးမြင်ရလားရှင်ဟုတ်မြင်ရပါတယ်ဟုတ်ဒီချိန်ကကြတော့ဒီအမကြတော့ fact 2ပေါ့နော်ဒီချေတို့အမတို့ဒီ Hippo IMP ကနေပြီးမှဒီ Italy ကို sorry Italy ရဲ့ IMAC exam ကိုပေါ့နော်သွားဖြေဖို့အတွက်စီစဉ်နေတဲ့ကလေးတွေအတွက်ခီးစဉ်တွေတခုစီစဉ်ထားတာရှိပါတယ်အဲ့ဒါဒီကိုရှင်းပြပေးမှာပေါ့နော်ဒီ25ဒီIMAC exam date ကSeptember 30ဆိုတော့လေခီးစဉ်အလိုက်ပေါ့နော်ဒီချေတို့စီစဉ်ထားတာရှိရဲ September 25ကနေ29ကြားထဲမှာတော့ချေတို့ဒီဟိုတက်ဆိုင်ရာသွားဖြေမဲ့ tech center ရှိတဲ့မြို့ကိုစထွက်မယ်ပေါ့နော်tech center နှစ်ခုကိုတော့စီစဉ်ထားတယ်Indian ရဲ့ China ရဲ့ပေါ့နော်နှစ်ခုကိုတော့စီစဉ်ထားပါတယ်ပထမအဆုံးအနေနဲ့Indian ကိုသွားဖြေမဲ့ India ကိုသွားဖြေမဲ့ကလေးတွေဆိုလို့ရှိရင်New Delhi ကိုသွားဖြေရမယ်ပေါ့နော်အရင်ဆုံးချေတို့ဒီပထမပေါ့ day 1day 1မှာဆိုလို့ရှိရင်ချေတို့ဒီ25 September maybe ပေါ့နော်25 September မှာဒီ New Delhi ကိုသွားမယ်ဒီရန်ကုန်ကနေပြီးမှ New Delhi ကိုသွားမယ်ပေါ့နော်သွားပြီးပြီးတော့ရောက်မယ်ပေါ့နော်ရောက်ဒီ New Delhi ကိုရောက်မယ် New Delhi မှာဆိုလို့ရှိရင်သူဖြေရမှာကြတော့ဒီRadisson Blu Hotel မှာexam ဖြေရမှာပေါ့နော်အဲ့တော့ကျတို့ဒီနေဖို့အတွက်ကိုလည်းဒီအဲ့ဒီ hot ကိုဖြေရမယ့် exam ဖြေရမယ့် hotel မှာပဲစီစဉ်ပေးထားတယ်ဒီ hotel ကိုရောက်မယ်ပေါ့နော်ရောက်ပြီဆိုလို့ရှိရင်ပထမ day 1မှာတော့ check in လုပ်မယ်ပြီးတော့ဒီတရက်မှာတော့အနားယူလိုက်မယ်ပေါ့နော်အနားယူပြီးသွားပြီဆိုလို့ရှိရင်28ပေါ့ day 2ရောက်သွားပြီ September 28ရောက်သွားပြီဆိုလို့ရှိရင်ဒီ hotel မှာပဲbreakfast စားမယ်စားပြီးသွားလို့ရှိရင်ဒီကို study လုပ်ရှင်နေဆိုလို့ရှိရင်လည်းstudy လုပ်ပေါ့လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီခီးစဉ်တစ်လျှောက်မှာ mock exam ကိုချေလို့စီစဉ်ပေးထားရပေါ့နော်Indian ကိုရွေးချယ်တဲ့ခီးစဉ်ပဲဖြစ်ဖြစ်China ကိုရွေးချယ်တဲ့ခီးစဉ်ပဲဖြစ်ဖြစ်more exam ကိုချေလို့စီစဉ်ပေးထားရဲအဲ့ဒါတော့ဒီ September 28မှာစီစဉ်ပေးထားရဲပေါ့နော်အဲ့တော့ September 28မှာနိုးလာပြီဆိုလို့ရှိရင် breakfast စားပြီးသွားပြီဆိုလို့ရှိရင်ဒီ Indian မှာ exam သွားဖြေမယ်ဆိုလို့ရှိရင်real exam ကကြတော့ Indian အချိန်နဲ့ဒီ2နာရီခွဲမှာဖြေရမှာပေါ့နော်2နာရီခွဲမှာဖြေရမှာဖြစ်တဲ့အတွက်ဒီ mock exam ကိုလည်းဒီ Korea exam ဖြေရမယ့်အချိန်မှာပဲစီစဉ်ပေးထားတယ်အဲ့တော့ဒီ September 28မှာ mock exam လုပ်ပြီးမယ်ပေါ့နော်ကလေးတွေကို mock exam လုပ်ပြီးမယ်ဒီ real exam မှာဖြေရမယ့်အစီအစဉ်အတိုင်းပဲ on paper စီစဉ်ပေးထားပါတယ်ရှင်ဟုတ်ဒီဟာ exam ဖြေပြီးသွားလို့ရှိရင်ဒီတက်ဆိုင်ရာဒီ mentor တွေကနေပြီးမှဒီ brief လေးပြန်လုပ်ပေးမယ်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်ဒီ evening မှာကြတော့ afternoon မှာဒီ brief လုပ်ပြီးသွားလို့ရှိရင် afternoon evening မှာကြတော့ဒီ mock exam နဲ့ပတ်သက်ပြီးတော့တကယ် review တွေလုပ်ပြီးသွားလို့ရှိရင်အဲ့ဒီညမှာတော့ rest အနားယူလိုက်ရုံပဲပေါ့နော်and then ပြီးသွားပြီဆိုလို့ရှိရင် September 29ပေါ့September 29ကတော့ day 3ဖြစ်မယ်ပေါ့day 3က September 29ကကြတော့ exam မဖြေခင်8ရက်ဖြစ်တဲ့အတွက်ဒါ readiness day လို့လည်းပြောလို့ရတာပေါ့နော်အဲ့နေ့မှာတော့ကိုကမနေ့ morning နိုးလာပြီဆိုလို့ရှိရင်ဒီ revision လေးလုပ်ရှင်တယ်ဆိုလို့ရှိရင်လည်း revision လေးလုပ်ပေါ့လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကို exam တွားဖြေရမယ့်နေရာကိုဒီတွားပြီးတော့ pre အနေနဲ့ကြည့်တာပေါ့နော်pre အနေနဲ့တွားကြည့်တဲ့ဟာလေးစီစဉ်ပေးမယ်Indian ကကြတော့ကိုဖြေမဲ့နေရာမှာပဲတင်ရမှာဖြစ်တဲ့အတွက်တွားကြည့်ရတာတော့
နီးတယ်အဆင်ပြေတာပေါ့နော်သွားပြီးတော့ကိုဖြေရမယ့်ဟာပဲဘယ်လိုပုံစံဖြေရမယ်ဘယ်မှာဖြေရမယ် entrance ကဘယ်လိုမျိုးလေးရှိရဲဆိုတဲ့ဟာလေးတွေကို venue ကိုသွားပြီးတော့လေ့လာမယ်လေ့လာပြီးသွားပြီဆိုလို့ရှိရင်တော့ afternoon မှာကြတော့readiness day ဖြစ်တဲ့အတွက်ကိုကတော့မနေ့ဖြန်ကို exam သွားဖြေရတော့မှာဖြစ်တဲ့အတွက်ဗာလေးတွေလိုမှာလဲလိုရမယ့်ဒီလိုတဲ့ပစ္စည်းလေးတွေကို pack လုပ်ပဲပေါ့နော်pack post ဒီဟိုပါပေါ့ID လိုတာလားဒါမှမဟုတ်ရင်ခုနဆရာမခိုင်စင်ဆိုပြောသွားတယ် print ထုတ်ထားရမယ့်ဟာတွေလိုတာလားဘာတွေလိုတာလဲလိုတဲ့ဟာတွေကို pack လုပ်မယ်ဒီပေါ့နော် readiness day ဖြစ်မယ်ပြီး evening မှာကြတော့ဒီဆရာမပြောသွားသလိုပဲအရန်ကြီးပေါ့နော်အစ်စ်တွေပြန်ပြီးတော့လေ့လာနေတာထက်စားလို့ရှိရင်ပြန်ပြီးတော့ကိုကောင်းထဲမှာစာလေးပြန်တွေးနေတဲ့ဟာမျိုးလေးပဲလုပ်ပြီးတော့အဲ့ဒီမှာတော့စောစောအိပ်ပြီးတော့နားယူလိုက်မယ်ပေါ့နော်and then ပြီးသွားပြီဆိုလို့ရှိရင်ကြတော့ September 30တကယ်ကို IMAT exam ဖြေရမယ့်နေ့ကိုရောက်သွားပြီပေါ့နော်အဲ့တော့မနက် morning လေးနိုးလာပြီဆိုလို့ရှိရင် breakfast စားမယ်ပြီးတော့ဒီကိုရှိမှာ pack လုပ်ထားတဲ့ document လေးတွေဟာလေးတွေကိုပြန်ပြီးတော့စစ်မယ်စစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကို exam သွားဖြေရမယ် hall ကိုဘယ်တနာရောက်ရမယ်ဆိုတဲ့ဟာမျိုးလေး pre ရောက်ရမှာလေးရှိရဆိုတော့အဲ့ဒါလေးတွေကိုကကြိုပြီးတော့သွားထားမယ်ပြီးသွားလို့ရှိရင်သူတို့ check in ဝင်ရမယ်အချိန်မှာexam နေရာမှာကိုက check in ဝင်မယ်ပေါ့နော်ပြီးတော့အဲ့နေမှာပဲ exam ဖြေမယ်ဖြေပြီးသွားလို့ရှိရင် evening ရောက်ပြီဆိုလို့ရှိရင်တော့ exam ကပြီးသွားပြီဆိုတော့ကိုက relax လုပ်မယ်အဲ့နေကတော့ဒီတိုင်းပဲညစာစားပြီးအိတ်လိုက်မယ်ပေါ့နော်ပြီးသွားပြီ exam ကတော့ဖြေပြီးသွားပြီဆိုလို့ရှိရင်နောက်ရက်ပေါ့နော်နောက်ရက်ဆိုလို့ရှိရင်ဒီ Indian မှာဒီ site seeing ပေါ့နော်site seeing လေးတွေပို့ပေးမယ်ပေါ့နော် exam ဖြေပြီးသွားပြီဆိုတော့relaxing day ဖြစ်သွားပြီဆိုတော့အဲ့ဒီကိုဒီ site seeing လေးအလဲဘက်ပို့ပေးမယ်ပေါ့နော် morning နိုးလာပြီဆိုလို့ရှိရင်New Delhi Delhi မှာရှိရဲ့ site seeing လေးပါရှိရလဲပေါ့ Indian Gate နဲ့ပြီးတော့ UNESCO အတိမတ် UNESCO ဝင်ထားတဲ့နေရာလေးတွေသွားပြီးတော့လေ့လာမယ်and then ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ lunch စားတာတွေအချိန်ပိုတယ်ဆိုလို့ရှိရင်site seeing ထက်တိုးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီထက်အချိန်ပိုတယ်ဆိုလို့ရှိရင်လည်း shopping time ပဲဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကြတော့ဒီဘက်က organization ဘက်ကစီစဉ်ပေးထားတဲ့ကားတွေနဲ့ပဲ private ကားတွေနဲ့ပဲဒီပြန်ဖို့အတွက် Indian ကနေရန်ကုန်ကိုပြန်ဖို့အတွက် airport ကိုပြန်ပို့ပေးမယ်ပေါ့နော်ရှေ့မှာပထမရက်မှာပြောဖို့ကြံသွားတာကြောင့် airport pickup တွေပါတခါတည်းပါမယ်ပေါ့နော်ပထမရက်မှာဒီ Indian ဒီ Delhi ရဲ့ဒီလေစိတ်ကိုရောက်ပြီဆိုတာနဲ့ကျတို့စီစဉ်ပေးထားမတို့စီစဉ်ပေးထားတဲ့ private car ကနေကြိုပေးမယ်အဲ့ဘက်ကမှရှိရဲ့ team ကနေပြီးမှ pick up လုပ်မယ်ကြိုပေးမယ် book တွေနဲ့ကြိုမယ်ပေါ့နော်ကြိုပြီးသွားလို့ရှိရင်ကိုက sync up တွေပါလိုချင်တယ်ဆိုလို့ရှိရင်လည်းဒီ team ကို request လုပ်ပြီးတော့မေးပြီးတော့အကုန်လုံး team နဲ့တွေ့ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ပြန်မယ်လေစိတ်ကိုပြန်မယ်ဆိုလို့ရှိရင်လည်းဒီ team ကစီစဉ်ပေးထားတဲ့ private car တွေနဲ့ပဲ airport ကိုပြန်သွားရမယ်ပြီးတော့လေစိတ်မှာcheck in ဝင်ပြီးတော့ပြန်မယ်ပေါ့နော်ဒါကတော့ Indian ရဲ့အစီအစဉ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင် China ပေါ့နော် China ကဘယ်မှာဖြေရမှာလဲဆိုတော့ Beijing ပေါ့နော်Beijing မှာသွားဖြေရမယ်ဆိုလို့ဖြေရမှာဖြစ်တဲ့ Beijing က test center မှာသွားဖြေရမယ်ဖြေရမှာဆို26 September 26 day 1မှာရန်ကုန်ကနေတော့၎င်းပေါ့နော်ရန်ကုန်ကနေဆိုလဲရန်ကုန်ကပေါ့ရန်ကုန်ကနေပြီးမှBeijing ကိုသွားမယ် Beijing ကိုသူကတော့drive flight တော့မဟုတ်ဘူးပေါ့နော်ဒါတိုင်းမှာတော့ခံရမှာပေါ့ဒီ Beijing လေဆိပ်ကိုရောက်ပြီဆိုလို့ရှိရင်ဒီဘက်က Hippo IMB ကနေစီစဉ်ထားတဲ့teams ကနေပြီးမှကြိုပေးမယ် Indian အတိုင်းပဲပေါ့နော်ကြိုပေးမယ်အဲ့လိုပဲ teams ကနေပြီးမှကိုကသွားဖြစ်မဲ့ students တွေကဒီ single တွေလိုချင်တယ် academic students နဲ့ပတ်သက်ပြီးတော့ပေါ့နော် guardian ကလည်းတယောက်လိုက်ချင်တယ်ဆိုလို့ရှိရင်လည်း is okay ပေါ့နော်လိုက်လို့ရတယ်အဲ့လို single တွေပါလိုချင်တယ်ဆိုလို့ရှိရင်လည်း team ကိုမေးလို့ရတယ်မေးပြီးတော့ဒီ team နဲ့တွေ့မယ်ပေါ့နော်တွေ့ပြီးသွားလို့ရှိရင်ဒီကျတို့ဒီဘာစီစဉ်ပေးထားတဲ့ team ကနေမှကြိုတဲ့ကားရှိမယ်ကားနဲ့ပဲကိုကနှိစက်ရပေါ့နော်ဟိုတယ်ကိုစီစဉ်ပေးထားတယ်ဖြေရမှာကြတော့ကျုံးခဲပေါ့နော်အဲ့လိုထွက်မယ်တဲ့အဲ့နာမှာဖြေရမှာဆိုတော့အဲ့ဟာနဲ့ကိုဖြေရမယ့် center နဲ့နီးတဲ့ hotel ကိုပဲစီစဉ်ပေးထားတာပေါ့နော်5 star hotel ကိုစီစဉ်ပေးထားတယ်အဲ့5 star hotel ကိုသွားမယ်ပေါ့သွားမှာကြတော့ဒီ airport ကနေအဲ့ကိုသွားမှာတော့တနာရီနီးပါးလောက်ကြာမယ်ပေါ့နော်အဲ့တော့ဒီချေတို့ picket လုပ်ပြီး
ကားတွေကပဲဒီသွားရမယ်တဲရမယ်ဟိုတယ်ကို pick up လာလုပ်မယ်လုပ်ပြီးတော့ဒီဟိုတယ်ကိုရောက်မယ်ရောက်ပြီဆိုလို့ရှိရင်အနားယူမယ်ပေါ့နော် check in လုပ်ပြီးတော့အဲ့ဒီညမှာတော့အနားယူလိုက်မယ်ပေါ့နော်လင်းနဲ့ကြာကြီးစီးခဲ့ရဆိုတော့ပင်ပန်းပြီဆိုတော့အနားယူမယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပဲအိန္ဒိယနဲ့အတူတူပဲပေါ့နော်ဒီ September 28ကMortex စီစဉ်ပေးထားတယ်ပေါ့နော်ကလေးတွေကိုဒီအိန္ဒိယမှာသွားဖြစ်ရမှာsorry China မှာသွားဖြစ်ရမှာ China အချိန်ညနေ9နာရီဖြစ်မယ်ပေါ့နော်ညနေ9နာရီမှာဖြေရမှာဖြစ်တဲ့အတွက်ဒီ28မှာလည်း Mortex ကိုဖြေဆိုရမယ့်အချိန်အတိုင်းပဲညနေ9နာရီမှာဖြေဆိုဖို့အတွက်စီစဉ်ပေးထားတယ်on paper စီစဉ်ပေးမယ်ပေါ့နော်ဒီ on paper ဒီအဲ့နေ့မှာ Mortex ဖြေရမယ်ဖြေပြီးသွားပြီဆိုလို့ရှိရင်ခုနIndian အတိုင်းပဲ mentor တွေကနေပြီးမှဒီ brief လုပ်မယ်ပြီးတော့ review လုပ်မယ်ပေါ့နော်အဲ့ဒါတွေရှိမယ်ကိုအဲ့ဒီမနေ့ morning မှာတော့ကိုstudy လုပ်ရှင်နေဆိုရင်လည်းနည်းငယ် study လုပ်ပေါ့နော်အဲ့ဒါလေးရှိမယ်ပြီးသွားလို့ရှိရင်29ကတော့ထုံးစံတိုင်းပဲ readiness day ပေါ့နော် readiness ဆိုတော့မနေ့ morning လာပြီးအရာထားပြီးဆိုတာနဲ့ revision လုပ်မှလားလုပ်လို့ရတယ်ပြီးသွားလို့ရှိရင်သူကကြတော့ China ကကြတော့ကိုတဲရမယ့် hotel ကနေပြီးမှသူကဖြေရမယ့် test center ကိုသွားရမယ်ပေါ့နော်ဒါပေမဲ့နီးနီးလေးပဲနီးအောင်စီစဉ်ပေးထားတယ်အရင် rush မဖြစ်အောင်လို့ပေါ့နော်နီးနီးလေးပဲဆိုတော့ကျွန်တော်တို့ဒီသွားကြည့်ဖို့အတွက်ကိုလည်းစီစဉ်ပေးထားရပေါ့နော်အဲ့မှာဒီသွားကြည့်မယ်ဘယ်လို entrance ဘယ်လိုမျိုး check in လုပ်ရမှာလဲပါလဲအရင်လိုမျိုးပဲpreview သွားကြည့်မယ်သွားကြည့်ပြီးသွားပြီဆိုလို့ရှိရင် okay hotel ပြန်ရောက်ပြီဆိုလို့ရှိရင်ဒီကိုမနေ့ပြန်သွားဖြစ်မယ်ဟာတွေဘာတွေလိုအပ်တာလဲလိုအပ်တဲ့ဟာတွေ pack လုပ်မယ်ပေါ့နော်ဒီဘက်ကလည်းကျွန်တော်ဘာတွေပြင်ဆင်ရမယ်ဆိုတဲ့ဟာလေးပြောပြမှာပေါ့နော်အဲ့ဒါလေး pack လုပ်မယ် pack လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ readiness day မှာတော့စောစောအိမ်နဲ့နားယူမယ်ပေါ့နော် and then ပြီးသွားပြီဆိုလို့ရှိရင်တော့real exam day ကိုရောက်လာပြီ September 30မှာတော့မနေ့ break နိုးလာပြီ breakfast စားမယ်စားပြီးသွားပြီဆိုလို့ရှိရင်ကို pack လုပ်ထားတဲ့ဒါရို့ document တွေ check လုပ်မယ် check လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုသွားဖြည့်ရမယ်အချိန်နီးပြီဆိုလို့ရှိရင်ကြိုပြီးသွားမယ်ကြိုပြီးသွားပြီဆိုလို့ကြိုပြီးတော့သွားမယ်ပေါ့နော်ကြိုပြီးသွားပြီးတော့ check in တွေဝင်မယ်ဝင်ပြီးသွားလို့ရှိရင်တော့ exam ဖြည့်မယ်ဖြည့်ပြီးသွားပြီဆိုရင်တော့ exam ကပြီးသွားပြီဆိုလို့ရှိရင်တော့အနားယူမယ်ပေါ့နော်ကဲပြီးအဲ့ဒီညမှာ China ကတော့exam ဖြည့်ပြီးသွားပြီဖြည့်ပြီးသွားတဲ့အချိန်မှာကိုအဲ့ဒီညမှာ dinner စားပြီးတော့အနီးနားတစ်ဝိုက်သွားကြည့်ပြီးတော့အိမ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့တရက်နေ့ရောက်သွားပြီday 5ရောက်သွားပြီ day 5ရောက်သွားပြီဆိုတော့ကိုဒီထုံးစံတိုင်းပဲအိန္ဒိယနဲ့အတူတူပဲ site seeing လေးပို့ပေးမယ်ဒီဘေဂျင်းမှာသွားလေလို့ရတဲ့နေရာတွေပေါ့နော်အနီးနားသွားလေလို့ရမယ့်နေရာတွေ site seeing ပို့ပေးမယ်ပို့ပြီးသွားလို့ပို့ပြီးပြီးသွားပြီလို့ပို့ပြီးဆိုလို့ရှိရင်တော့ lunch စားမယ်ပေါ့နော် lunch စားပြီးသွားပြီဆိုလို့ရှိရင်တခြားပေါ့နော်ဒီဘာတွေရှိအောင်လဲဟိုအချိန်ရရင်ရတယ်လို့ပေါ့နော်ပြီးသွား sorry ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနအိန္ဒိယအတိုင်းပဲသွားရမယ့်ဒီလေဆိပ်ပေါ့နော်ဘေကျင်းရဲ့လေဆိပ်ကိုခြေတို့ဒီစီစဉ်ထားပေးတဲ့ကားနဲ့ပဲ airport ကိုသွားမယ်သွားပြီးသွားလို့ရှိရင်ဒီ airport ရောက်လို့ရှိရင် check in တွေဝင်ပြီးတော့လေယာဉ်စီးမယ်ပေါ့နော်ဒါကတော့ခြေတို့ဒီခရီးစဉ်သွားမယ်တစ်လျှောက်ပေါ့ကလေးတွေအနေနဲ့ကခြေတို့စီဒီကြောင်းဒီ organization ဘက်ကစီစဉ်ပေးထားတဲ့အတိုင်းပဲပေါ့ပေါ့ပါပါလေးလိုက်သွားရုံပဲ mock test တွေလည်းစီစဉ်ပေးမယ်တခြားဟိုရောက်လို့ရှိရင်လည်းမတူကကြိုမှလည်းဘာညာစိတ်ပူစရာမလိုကြိုပို့တွေလည်းအကုန်လုံးစီစဉ်ပေးထားမယ်ပေါ့နော်ပြီးတော့ပြင်ဆင်စရာရှိတာတွေလည်းကြိုပြီးတော့ပြောပြီးမဲ့သူတွေလည်းရှိတယ်အကုန်လုံးအေးဆေးဆေးပဲဆောင်းမတော့ဖြစ်ရမယ့်ကလေးတွေကစာကိုပဲတွေးနေရုံပဲစာလုပ်ဖို့ပဲexam ဖြေဖို့ပဲအားစိုက်ထားရုံပဲပေါ့နော်ကျန်တဲ့ဟာတွေအများကြီးတွေးထားစရာမလိုပဲနဲ့အေးဆေးဆေးပေါ့ပေါ့ပါပါလေးပဲဒီခီးစဉ်တွေကဖြစ်သွားမယ်ပေါ့နော်ဒါတော့မတို့ဒီ organization ဘက်ကစီစဉ်ပေးထားတဲ့ခီးစဉ်လေးတွေပါဟုတ်တခြားသိချင်တာလေးတွေရောရှိအောင်မလားရှင်ခီးစဉ်လေးနဲ့ပတ်သက်ပြီးတော့ဆရာမခိုင်စင်ဆိုရောIMAT exam နဲ့ပတ်သက်ပြီးမေးချင်တာလေးရှိရဆိုလို့ရှိရင်မေးလို့ရပါတယ်ရှင်ဟုတ်ဒီ ID ခီးစဉ်နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်လည်း comment လေးတွေမှာဖုန်းနဲ့ Viber ဖုန်းနံပါတ်လေးမှတ်ထားလို့ရတယ်ပြန်ပြီးဆက်သွယ်ပေးပါမယ်ရှင်ဟုတ်
ချက်ဘောက်ထဲမှာမိထားဆရာမမိကုန်းထဲမှာတဲ့ဖြည့်ရဲဆိုတာဘယ်လိုမျိုးလဲဆရာမတဲ့ဖြည့်ရဲဆိုတာဘာလေးကိုပြောရလဲမသိဘူးနော်အိုင်မက် exam ဖြေတာကိုပြောရလား mock test ဖြေတယ်ကိုပြောရလားမသိဘူးเนาะဟုတ်ကျွန်တော်လည်းဩဟုတ်ပြီအမကဆောင်းဝဲဖြေတဲ့ခါမှာအမကအဖြေလွှာထဲမှာတရိုက်မဖြေဘူးပေါ့နော်အမကပြန်ပြင်ချင်တာမျိုးပါမျိုးဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမမိခွန်းထဲမှာမိခွန်းစာရွက်ထဲမှာအမအရင်ဆုံးဖြေတယ်အဖြေအကုန်လုံးမိခွန်းဖတ်တယ်ပေါ့နော်အမခဲတံနဲ့မျိုးဆိုမိခွန်းထဲမှာအရင်ဆုံးဖြေတယ်ဖြေပြီးကကျမှအမဖြေပြီးတဲ့အပုတ်တွေကိုအမအဖြေထဲမှာပြန်ပို့တယ်အဲ့ဆိုရင်အမတည်ရမလားအဖြေလွှာမှာအမပြန်ပြင်လိုက်ချက်လိုက်ခဏလေးလုပ်စရာမလိုဘူးကွအဲ့ကြောင့်အမမိခွန်းထဲမှာအရင်ဆုံးဖြေတယ်ဖြေပြီးတော့ဖြေအကုန်လုံး answer sheet တွေကိုပြန်ပို့တယ်ပေါ့နော်အဲ့ကူတဲ့ချိန်မှာတတိထားကိုပြောချင်တာပေါ့နော်1နဲ့3လေးမှားတတ်တယ်ပေါ့နော်နံပါတ်ဒီဘက်ကမိခွန်းထဲမှာနံပါတ်1ကိုအဖြေထဲမှာနံပါတ်2ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒါလေးပြောချင်တာပါတချို့ကတော့ဓာတ်ရိုက်ဖြေကြတယ်ပေါ့နော်အဖြေထဲမှာဒါပေမဲ့ပြန်စစ်လိုက်တဲ့အခါမှာကိုက A နဲ့ B နဲ့ change တဲ့အခါကျရင်တစ်ခါပဲလုပ်ပိုင်ခွင့်ရှိတာဆိုတော့ကြောက်လေမိခွန်းထဲမှာကိုလုပ်ချင်လို့လုပ်လို့ရပါတယ်မိခွန်းထဲမှာကိုလုပ်ချင်လို့လုပ်လို့ရတယ်ဒါပေမဲ့အဖြေလွှာကိုတော့ထိလို့မရအဖြေလွှာမှာဘာမှတော့ကြောင်ချလို့မရဘူးပေါ့နော်အဖြေလွှာမှာ sign through မျိုးလည်းလုပ်လို့မရဘူးနောက်ပြီးရင်3ခါလောက်ထိပြင်လို့လည်းမရဘူးတစ်ခါပဲပြင်ပိုင်လို့ရှိရပေါ့နော်မိခွန်းမှာအကျဉ်းထွက်တာမိခွန်းမှာတွက်လို့ရပါတယ်မိခွန်းမှာအကုန်လုပ်လို့ရပါတယ်နောက်ပြောလေစိတ်မပူနေသေးလားအတင်ချာနေ physics တွေကအရင်ကြီးတွက်ရလောက်တဲ့အထိအရင်ကြီးမပေးဘူးရဲ့အမတို့နဲ့တော့တအားလွယ်သွားတာဆိုကြတယ်အဲ့ဒါတော့ထားပါတော့1/4လောက်ပဲရန်ကိုလွယ်တဲ့ဟာမျိုးပဲပြီးတင်ချဆိုလို့ရှိရင်လေ calculator မပါဘူးဆိုတော့မဟုတ်ဆိုင်းကကြတော့ तू ကစာမွေးဖြည့်ပြီးသွားတဲ့အခါမှာမတို့အဖြေလွှာ box ကိုရှေ့ဆုံးကိုတွားပြီးတော့ကျတော့ box နှစ် box ရှိပေါ့နော် answer sheet ထည့်တဲ့ box နဲ့ question နဲ့ကိုယ့်ရဲ့ data sheet ထည့်ရတဲ့ box ရှိပေါ့နော်အဲ့ box နှစ် box ထဲကိုထည့်ကနေကြမှာရှေ့ဆုံးမှာတယောက်ချင်းလက်မှတ်သွားထိုးပြီးတော့အဖြေလွှာနဲ့ကိုယ့်ရဲ့ data sheet ပေါ်မှာ barcode ကတ်ရတယ်ပေါ့နော်အဲ့ barcode ကတ်တဲ့အချိန်မှာပဲ sign ထိုးရတာပါကျန်တဲ့အချိန်ထိုးကြမလို့ကိုကြိုထားလို့ရပါတယ်အဲ့ဘာလို့ဆိုတော့ data sheet ကစကြတယ်ကိုပေးထားပြီးသားဆိုတော့လေ barcode ကတော့နောက်ဆုံးစာမွေးဖြည့်ပြီးကကြမှာရှေ့ဆုံးမှာbarcode စာရွက်တွေအများကြီးဖြန့်ကျဲထားရှိအဲ့ထက်ဒီမှာကို pick up လုပ်လိုက်ပေါ့နော်လုပ်ပြီးအဲ့မှာနှစ်ခုတူညီရဲ့နှစ်ခုယူရမယ်ပေါ့နော်အဲ့နှစ်ခုကပြောမှမိကုန်းလွှာမှာတစ်ခု answer sheet မှာတစ်ခုကတ်ရတယ် data sheet မှာတစ်ခုပေါ့နော်မခုနပြသလိုမိုက်ဥပမာဟာမျိုးဖြစ်တယ်ပေါ့နော်ကိုချတာတွေဘာတန်ရရှိ disqualify ဖြစ်တယ်ဇဝဲပေါ်မှာ item passport တင်ထားတဲ့တောင်မှပဲသူက disqualify ဖြစ်တယ်ဆိုပြီးမှပြောတယ် passport ကိုလည်းဇဝဲပေါ်မှာတင်မထားရဘူးပေါ့နော်အောက်မှာချထားဘာကိုစောင်းဘွက်ကနေထွက်လို့ရှိရင်ကိုကရတယ်အဲ့ဒါစောင်းဘွက်ကနေထွက်လို့ရှိရင်ဘာလုပ်လို့ရပါလဲပေါ့နော်ဘာကိုနံပါတ်ကိုရှေ့ဆုံးအမ recommend ပေးတာတော့နောက်ဆုံး6လုံးမှတ်နေပေါ့နော်နောက်ဆုံး6လုံးရဲ့ရှေ့ဆုံး3လုံးရဲ့မှတ်ခဲ့ပေါ့နော်မှတ်ခဲ့ပြီးစောင်းဘွက်ကနေထွက်ချင်းကိုလက်ပေါ်မှာချရတာကိစ္စမရှိဘူးစောင်းဘွက်ကနေထွက်သွားပြီဆိုကိစ္စမရှိဘူးပေါ့နော်စောင်းဘွက်ကနေမှာပဲလုပ်ပိုင်မှုရှိတာဆိုတော့ဟယ်လိုတကယ်ဟယ်လိုဟုတ်ဟယ်လိုဟုတ် ဟယ် ကဲ့ လိုဟုတ် ဘာကုတ်ကမလာတော့ရလားမသိဘူးရတယ်မောင်လေးမဘာကုတ်ကကြတော့ကိုကအလွတ်ကျက်လာမှာမလားရှေ့ဆုံး3လုံးရဲ့နောက်ဆုံး6လုံးရဲ့အလွတ်ကျက်လာပြီးတော့ကြတော့ရောက်ချင်းဟုတ်ကဲ့ဘောပင်ကိုဘောပင်ရပြီဆိုတာနဲ့ဘောပင်နဲ့လက်ခွားမှာရေးတာဖြစ်ဖြစ်တနေရာမှာချရေးတာဖြစ်ဖြစ်ရေးလိုက်လို့ရတယ်ပေါ့နော်အဲ့ဒါမျိုးကိစ္စမရှိဆောင်းဝဲဖြေသွားပြီဆာမကထွက်ပြီးမှာနော်ထွက်ပြီးမှဆိုတာကိစ္စမရှိတော့ဟုတ်တယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့
ခိုးမချဘူးဟုတ်တယ်ခိုးမချဘူးဆိုတော့ဘာလို့လဲဆိုတော့လေဆောင်းမွေးကမိနစ်100လို့ပြောတာလေအများကြီးလို့ထင်ရမှာပဲဆောင်းမွေးကနေရောက်သွားတဲ့ခါမှာလေလုံးဝကိုရထားတဲ့ဟာကိုရမ်းဖြည့်ခြင်းနေမှားတာပေါ့နော်ကိုရထားတဲ့ဟာကိုရမ်းဖြည့်ခြင်းနေစိတ်ရနောက်ပြီးအမမှာ10မိနစ်ပဲပို့တယ်ပို့တာလို့ပေါ့နော်ဘာမှတခြားအောင်စဉ်းစားခိုးချဖို့ဘာညာစဉ်းစားဖို့ကျွန်တော်ဟာလုပ်ဖို့တော့အချိန်မရှိပေါ့နော်ဘာလို့ဆိုတော့တပုတ်ကို1မိနစ်ခွဲပဲရတာဟုတ်ဆိုတော့1မိနစ်နဲ့ဖြည့်ရပေါ့နော်1မိနစ်နဲ့ဖြည့်ပြီးတော့နောက်ဆုံး10မိနစ်ကိုခြံထားပြီးတော့ကို skip ခဲ့တဲ့အပုတ်ကိုပြန်ပြီးမှကြည့်ပြီးအမအဓိကအမစိုးရိမ်တဲ့အဖြေလွှာနဲ့မိကုန်းလွှာထဲမှာရေးထားတဲ့ဟာနဲ့အဖြေလွှာထဲမှာရေးထားတဲ့အပုံတွေကိုကိုက်လာမှပြန်စစ်တယ်ပေါ့နော်ဘာလို့လဲဆိုရှင်ကိုရေးထားတဲ့ဟာကအမကလည်း EU အနေနဲ့ဖြည့်ထားဆိုအမကတိတ်တော့မကောင်းဘူးပေါ့နော်အမ59.80ပဲရတယ်ပေါ့နော်ဘာလို့ဆိုအမကပေါ့မဖြည့်ခဲ့ဘူးအမအပုတ်60မှာအမ48ပုတ်52ပုတ်ပဲဖြည့်ခဲ့ပေါ့နော်အမ10ပုတ်ဖြည့်ခဲ့ရပါတယ်ဆမ်မွေးရလောက်မခက်ဘူးရဲ့ရတယ်မှင်ပြန့်သွားတော့စာရွက်ချွေးရတယ်answer sheet ပြန်တောင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ပြန်တောင်းလို့ရလားဆိုတော့ရတယ်ဒါပေမဲ့အဓိကအရေးကြီးတာဘာလဲဆိုလို့ရှိရင်အဲ့လိုမဖြစ်သွားဘူးပို့ပြီးဒီထားတဲ့လို့ထင်တယ်ဘာလို့ဆိုအမားတို့ရဲ့ answer sheet မှာအမခုနပြခဲ့တယ်လို့ပဲထိတ်မှာဘာမှအမားတို့ရဲ့ number ပါတယ်အမားတို့ဘာကိုကတ်လိုက်တာတက်ဆောင်းမဖြစ်ပြီးမှကတ်တာပေါ့နော်ဆောင်းမဖြေခင်မှာအမားတို့ရဲ့ answer sheet ရဲ့ပြီးလို့ရှိရင်question ရှိရမှာအပေါ်မှာပေါ့နော်နံပါတ်ပါတယ်အဲ့နံပါတ်ကတူလားဆက်ရမယ်လို့ဆိုအမတို့ရဲ့မိကုန်းစာရွက်ရဲ့အဖြေစာရွက်ရဲ့ထိပ်မှာ15 1 2 3 4 5ဆိုလို့ဥပမာပေါ့နော်အဲ့လိုမျိုးဟာမျိုးတစ်ခုပါမယ်ပေါ့နော်နှစ်ခုလုံးရဲ့စာရွက်ကဟာတစ်ခုလေးဖြစ်ရမယ်ဆောင်းမဖြေခင်မှာအဲ့ဟာနှစ်ခုအရင်ကြည့်ပေါ့နော်မှားနေနှစ်ခုလုံးကတူနေဘူးခဏတစ်ခုလွဲနေဆိုသူတို့ချင်းပြောမှရပြောပြီးဒီနှစ်ခုကမတူနေဘူးဆိုတော့ပြောရမယ်ပေါ့နော်အဲ့ဟာနှစ်ခုတူရမယ်နော်နဲ့မနဲ့ထွက်လာတဲ့အခါမှာအဲ့ခုနကဘာကိုမှတ်ခဲ့တဲ့ဟာရေစာရွက်အဖြေလွှာပေါ်မှာတက်ပါတဲ့ဟာရေခဏပြခုနမစာရွက်ကိုချက်ပြန်ပြဒီဟာမို့ဒါမဟုတ်ဘူးဒီမှာဒီလိုဟာမျိုးဒီဟာအဖြေလွှာမှာရော15M 140 685ဆိုတဲ့ဟာကအဖြေလွှာ answer sheet မှာရောquestion sheet မှာဒီစာနဲ့နံပါတ်ပါတယ်ဒါအစကတည်းကတူလားကြည့်ရမယ်အဲ့နှစ်ခုတူမှစာမိုးပဲစာဖြေပေါ့နော်မတူဘူးဆိုတော့ချင်းပြောရမယ်ဒီ455ဒီအပေါ်ဆုံးကဘာကုန်းနံပါတ်အများကြီးပါတယ်အကိုလွတ်ချက်ခဲ့ရမယ်ဟာနောက်ဆုံး3လုံးနဲ့ရှေ့ဆုံး3လုံးပေါ့နော်အဲ့ဒါကိုလွတ်ချက်ခဲ့ရမယ်ဟာပေါ့နော်အိမ်နာတော့ရင်မလိုက်ဘူးpassport တော့ပြန်ယူသွားရတယ် passport ယူသွားပြီးတော့ကြာ तू ကအဖော်တယောက်လိုက်လာတယ်အိမ်နာလေးထိတော့မလိုက်ဘူးဒါပေမဲ့အိမ်နာသွားဖို့ချိန်မရှိဘူးနော်အိမ်နာသွားလိုက်ပြီဆိုတာနဲ့ချိန်ရှိရောမသွားတာပဲကောင်းတယ်မသွားအဆောင်းမုံဖြေကြိုတင်ပြီးသွားတာပေါ့နော်အိမ်နာသွားလိုက်လို့ရှိရင်5မိနစ်ကကုန်သွားတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ပြန်စစ်ရမယ့်အချိန်ကကြော့သွားတယ်အမအဲ့ဒီဘာကောက်ကလေခုနနှစ်ခုတိုက်ကမယ်ဆိုတာကအဲ့ဒီဆမ်မွေးကမွင်ခင်မှာတစ်ခုမှောက်သွားမှာလားမဟုတ်မောင်လေးဆောင်းဝဲမဝင်ကမှမှန်မှာမဟုတ် तू ကဆောင်းဝဲနဲ့ဝင်သွားပြီဆိုတာနဲ့ तू ကနေရာချမယ်ပေါ့နော်နေရာစီလိုက်စီးပြီးသွားတဲ့ခါမှာ17အမားတို့က17ပေါ့နော်17ထိုးသွားတဲ့အချိန်မှာသူတို့ကanswer sheet နဲ့ question sheet နဲ့ဝေးတယ်တယောက်ချင်းစီဝေးတယ်ဝေးပြီးတော့ပေါက်ထားတယ်ပေါ့နော်မဖြည့်ပိုင်မှုမရှိသေးဘူးသူတို့ကဖြည့်ဆိုတာကြောင့်မှလှက်အောင်ပေါ့နော်မလက်ခင်မှာသူတို့က IS လိုပဲတော့မှာ IS လိုပဲပေါ့ကျွန်တော် IS လိုပဲပေါ့ IS 1လို့လေသူတို့လာမှအဲ့လိုထည့်ရဟုတ်တယ်သူတို့လာကကြမှာတို့လှန်ဆိုကြမှာလှန်ရပါတော့အဲ့မှာအကြမ်းတက်ရမှာပေါ့နော်အဲ့ကြမှာတို့လှန်ဆိုတာကြမှာအမှာ answer sheet နဲ့ question sheet နဲ့ထိပ်ကိုကြည့်လိုက်ပြီးအဲ့နံပါတ်ကိုတိုက်ပြီးတော့တူရဲဆိုတာကြမှာစာဖြေဟုတ်ကဲ့နောက်ခုတူရဲဆိုတာစာဖြေဟုတ်ကဲ့စာဖြေဟုတ်တယ်အဲ့နှစ်ခုတူအောင်တူလိုက်ချက်ကြည့်ရမှာပေါ့နော်ပြီးရင်သူတို့ကအဲ့စာရွက်တွေဝေပြီးသွားတဲ့အချိန်မှာသူက rules တွေကိုအရင်ဆုံးပြောတယ်ပေါ့နော်အီတလီလိုရောအင်္ဂလိပ်လိုရောနှစ်ခုဘာသာနှစ်ခုနဲ့ပြောတယ်မတို့တော့ပြောတယ်ပေါ့နော်မောင်လေးတို့တော့အင်္ဂလိပ်လိုပဲပြောမှထင်ပါတယ်အဲ့ဒါနဲ့ပြောတယ်
ပြောပြီးဘယ်ဟာဆို disqualify ဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေအကုန်လုံးပြောတယ်ပြောပြီးဆိုတာကြမှာစာဖြေခိုင်းလို့ပေါ့နော်ဟုတ်တယ် instruction ရှိပါထည့်ရတာ instruction မှာတိတ်တော့မမှတ်မိဘူးဒါပေမဲ့ instruction ရှိရယ်နောက်ပြီးရင် data ရှိရယ် data ရှိမိအဲ့ instruction ရှိကဘယ်မှာပါလဲဆိုတော့ကြာမှထင်တာမိကုန်းနဲ့ကတ်ထားပြီးသားမှာပါတာမိကုန်းနဲ့ကတ်ထားပြီးသားမှာပါပေါ့နော်အဲ့မှာ3ရွက်ပဲရှိလိမ့်မယ် data ရှိရယ်နောက်ပြီးရင်အဲ့ဒီ instruction ရှိအနောက်မှာ question ရှိပါမယ်ပေါ့နော်ပြီးမှ answer ရှိရယ်3ခုအကုန်လုံးထားခဲ့ရတာပေါ့နော် answer ရှိကိုတက် box ထဲမှာထည့်ရတယ်ကျန်တဲ့ box ဟာတွေအကုန်လုံးကတက် box တစ်ခုထဲမှာထည့်ရတယ်ဘာလို့ဆို disqualify ဖြစ်လဲဆိုရင်ခုနပြောသလိုသူကခဏကိုတစ်ခုလုံးတော့မစစ်ဘူးဒါပေမဲ့လက်တွေပါရောလှန်ကြည့်ရပေါ့နော်အဲ့မှာမြင်ထင်ထားရရပါပါလို့မရဘူးလက်ဝါးပေါ်မှာစာရေးထားရပါလို့မရဘူးဆို disqualify ဖြစ်တယ်နောက်ပြီးရင် passport ကိုခုံပေါ်မှာတင်ထားလို့မရဘူး document ပါ document မှာတင်ထားလို့မရဘူးအဲ့ဒါဆို disqualify ဖြစ်တယ်ပေါ့ big တွေပါတယ်မှာလည်းအဲ့လိုတချို့ဆိုအကျွေးစီပညာမျိုးပတ်စံပါလာများမျိုးရှိပေါ့နော်အဲ့ဒါမျိုးပါလာလို့မရဘူးအဲ့ဆို disqualify ဖြစ်တယ်ပေါ့ကျွန်တော်ရပုံမှန်ဆောင်ဝဲဖြေတဲ့ဟာနဲ့တူတူပါပဲအရင်ကြီးမကြောက်ပါနဲ့ပုံမှန်မတို့ဆယ်ရဆောင်ဝဲဖြေတဲ့လောက်ပဲရင်းကြီးမောင်ဆောင်ဝဲဖြေပြီးမှ disqualify ဖြစ်တာမျိုးမရှိပါဘူးသူကချင်းပြောတာ disqualify ဆောင်ဝဲဖြေပြီးမှဟေးဟုတ်ပြော sorry ဗျတခုအရေးကြီးတာဆောင်ဝဲပြီးမှ disqualify ဖြစ်သွားတယ်ဆိုတာကဘာလဲဆိုရင်အဖြေလွှာထဲမှာမိကုန်းလွှာထည့်ခဲ့ပြီးတော့မိကုန်းလွှာထဲမှာအဖြေ box ထဲမှာမိကုန်းလွှာထည့်ခဲ့တယ်ဆိုတော့အဲ့ဒါလုံးဝ disqualify ဖြစ်သွားတယ်အဲ့ဒါဘယ်ချိန်မှသိရမှာလဲဆိုရင် anonymous နဲ့ထွက်လာတဲ့အချိန်မှာကိုယ့်ရဲ့ဘာကိုမှတ်ထားတဲ့ဟာကိုရှာလိုက်လို့အမှတ်ထွက်မလာဘူးဆိုရင်အဲ့ disqualify ဖြစ်သွားလို့ထွက်မလာတာအဲ့တခုပဲဆိုရင်ရမှာကျွန်တော်ဘာမှဆိုရင်မလို့ဆောင်းဝဲဖြေဝါးကြီးဆိုတာနဲ့စိတ်အေးထားပြီးတော့ box နှစ်ခုတခြားကြည့်ပြီးရင်ကိုကင်ထားတဲ့စာရင်းတွေကိုတခြားကြည့်ပြီးရင်အဖြေလွှာ box ထဲကိုထည့်ရမယ်မိကုန်းလွှာ box ထဲကိုထည့်ရမယ်အဲ့ဒါပဲသူကတော့ဘာမှအကြောင်းကြားမှာမဟုတ်ဘူးဟိုစာမွေးအမှတ်ထွက်လာတာကြမှာပေါ့မတငယ်ချင်းဆိုလို့ဖြစ်သွားပါတော့အမှတ်ထွက်လာတဲ့အခါမှာသူ့ရဲ့ anonymous အမှတ်ထွက်လာတဲ့အခါမှာသူ့ရဲ့နာမည်လုံးဝပါမလားဘူးနှစ်ဖက်ပါမလားဘူးပေါ့နော်သူမှတ်လာတဲ့ဟာပါမလားဘူးဘာလို့လဲဆိုရင်ပြန်စဉ်းစားတော့သူအဲ့ဒါမှားသွားတယ်ပေါ့နော်သူတို့ကဘာမှအကြောင်းကြားမှာမဟုတ်ဘူးအော်သူနဲ့မဆိုင်တဲ့ကိစ္စဆိုကြအဲ့ဒါပဲရေးကြည့်ကျန်တာရေးမကြည့်ကျန်တာကသူတို့ကနည်းနည်း remind လုပ်ရုံတော့ပဲ anxiety မတက်ပါနဲ့ anxiety ကိုကလေစာခုလိုလို့စာပဲတေချာလောက်ထားပြီးတော့ကျတော့စာဝဲမဖြစ်ရင်တပတ်လောက်ကလေးရတိုင်လေစာကိုအရင်ကြီးကိုမဆိုလို့ရှိရင် critical thinking ကိုလုံးဝလွတ်ထားရသူဆိုကြတယ်အမ critical thinking နဲ့ logic ကိုလုံးဝလှည့်မကြည့်ဘူးအဲ့တပတ်မှာသူများတွေကတော့ကျန်တဲ့ဟာတွေအကုန်လုံးရက်လိုက်ပြီးရက်ပြီးတော့ကျ critical thinking logic ကိုကြည့်ရပါတော့အမတော့လုံးဝမကြည့်ဘူးအဲ့အချိန်မှာအမခေါင်းကြီးလေးနဲ့ပဲထားပြီးတော့အမဖျားတရားလုပ်တယ်ဖျားရှင်ကိုရပေါ့နော်အမြဲဖျားရှင်ကိုရနောက်ပြီးရင်ပြီးလို့ရှိရင်ခေါင်းထဲမှာအေးစစ်လေးတွေးရတယ်ပေါ့နော်နောက်ပြီးရင်အမမပိုင်ဘူးလို့ထင်ထားတဲ့အပိုင်းလေးပိုင်ုံနဲ့ chemistry ပဲအမသိချကြည့်ရတယ်ကျန်တဲ့ဟာမျိုးအမမကြည့်တော့ဘူးဒီကစောင်းဝဲမဖြစ်ခင်တရက်မှလည်းအရင်ကြီးစိတ်မှန်ဖြစ်တာတော့အဲ့ဗီဇာကစီစဉ်ပေးမှာပါအကုန်လုံးဗီဇာကအမထင်တာဟိုအီတလီကိုလာခါကျမှဗီဇာအရင်ရေးကြည့်ရလို့ထင်တယ်ကျန်တဲ့ဟာတွေပုံမှာဗီဇာအရင်မရှုပ်အီတလီလာတဲ့ဗီဇာပဲရှုပ်တာဆိုတော့ဟုတ်ဗီဇာကစီစဉ်ပြီးမှာပါဟုတ် exam သွားဖြစ်မယ်ကလေးတွေချင်းဟက်ဒီဟက်ချေတို့ရဲ့ဒီ package နဲ့သွားမယ်ဆိုလို့ရှိရင်ဘာမှစိတ်ပူစရာမလိုdocument တွေပြီးပြီးတော့ visa ကအစအကုန်လုံးစီစဉ်ပြီးမှာပါရှင့်ဟုတ် pre-amendment အဲ့ဒါကိစ္စအဲ့ဒါကအဲ့ဒီ HHA ကိစ္စမရှိဘူးနော်ဘာလို့ဆိုတော့အမကအီတလီဟိုရောက်လာပြီးမရဲ့ခုတစ်ချက် fiscal လေးက HHA နဲ့အမတို့
မြန်မာတန်ယုံကထုတ်ထားပေးရဟာဖြစ်သွားတဲ့အတွက်ကြောင့်မမရှိထုတ်ထည့်လိုက်တာပေါ့နော်ညီမလေးတို့ကကျတော့ဟိုuniversity တွေမှာကို register လုပ်ထားတဲ့နာမည်နဲ့ပဲရေးလိုက်လို့ရတဲ့ကိစ္စမရှိဘူး ဟယ်လိုဟုတ်ကဲ့မကတော့ဗီဇာတင်ရပါရှင်ဟယ်လိုဟုတ်ကြားလားမသိဘူးเนาะ ဟုတ်ချာပါတယ် ဟုတ်ကဲ့ဒီပေါ့နော်ဗီဇာကိစ္စအတွက်ကြတော့လေအမတို့ကအကုန်လုံးဒီကလေးတွေရှိရဒီ document ပေါ့နော် personal document ရပြီလို့ရှိရင်တော့တန်ရုံးဝင်တဲ့ကိစ္စတွေပါလေကလေးတွေလိုက်ဆရာမလို့အကုန်လုံးအဆင်ပြေအောင်စီစဉ်ပေးထားမယ်ပေါ့နော်အဓိကတော့ဒီနည်းနည်းအိန္ဒိယဗီဇာနဲ့ဒီ China ဗီဇာမှာဆိုလို့ရှိရင်တော့ China ဗီဇာကတော့နည်းနည်းလေးတော့ sticker ကတ်တဲ့ဗီဇာဆိုတော့ passport တွေယူရတာပါဒါတွေလိုတာပေါ့နော်အိန္ဒိယဗီဇာကတော့ e-visa ဆိုတော့အဲ့ဒါတွေပူစရာမလိုဘူးပေါ့နော်ဟုတ်ပြီးတော့ဒီမှာမေးခွန်းမေးထားတာကလေးစိတ်အထက်မှာအခက်အခဲဖြစ်မှာဆိုလို့ကျင်ပါတယ်ဟုတ်အဲ့လာကြတော့အခုလေချေတို့ဒီ package ထဲမှာကဗာထည့်ပေးထားလဲဆိုတော့ရန်ကုန်ကအထွက်မှာ CIP lounge ပေါ့နော်အဲ့လာလေးလည်းထည့်ပေးထားတယ်အဲ့ဒီ package လည်းပေါ့နော်ဒီဥစ္စာလည်းပါတယ်ဒီ CIP lounge ထဲမှာဗာတွေပါမယ်ဆိုတော့ကလေးတို့ကဒီလေးစိတ်ရောက်တယ်အဲ့လာဆိုလို့ရှိရင်သူတို့ဒီ luggage တွေပါတွေလည်းကိုယ့်ဟာကို check in ဝင်ရတဲ့ကိစ္စတွေလည်းဘာမှလုပ်ဆရာမလိုဘူးအကုန်လုံးလုပ်ပေးတာပါပြီးတာပြီးလို့ရှိရင်ကိုက immigration ဖြတ်ရမယ်ဖြတ်တဲ့ခါမှာလည်းအဲ့ဒီဟိုဖြတ်လို့ရမလားမရဘူးလားအဲ့လာလည်းစိတ်ပူကြမလို့ပဲနဲ့အခုချေတို့ထည့်ပေးထားတဲ့ CIP lounge ထဲမှာဝင်ပြီးတော့လုပ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီဘယ်ခေါ်မလဲသူများတွေကိုတန်းစီပြီးတော့ immigration ဖြတ်စရာလည်းမလိုဘူးကိုရရင်ကိုရောက်တာနဲ့တန်းဖြတ်ပြီးတာနဲ့အဲ့ဒီ CIP lounge ရဲ့ဒီပေါ့နော်နားနေကမှနားပြီးတော့ဒီ breakfast တွေပါတယ်ဒီသွားတဲ့အချိန်ပေါ်မူတည်ပြီးတော့ပေါ့နော်ဒီbuffet ရှိ international buffet လည်းပါတယ် wifi တွေလည်းပါတယ်ပြီးသွားခဲ့နေကြလို့ရှိရင်လည်းသူကလာပြီးတော့ဘီလင်းကတော့ထွက်ခဲ့နေပါပြီအဲ့လိုလာပြီးတော့ကြီးညာပေးတယ်ကြီးညာပေးတဲ့အပြင်ကိုမှအဲ့ဒီကိုကသွားတော့မယ်ဆိုလို့ရှိရင်သူကဘက်ဂီလေးနဲ့အဲ့ဒီတပတ်ချဂိတ်ကိုလိုက်ပို့ပေးတယ်အဲ့တော့ဟိုဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်ရန်ကုန်ကနေဟိုလေစိတ်အထွက် immigration ကိစ္စတွေပါတယ်တပတ်ချဂိတ်ထိရအောင်ဒီအကုန်လုံးစီစဉ်ပေးတဲ့ဥစ္စာတွေပါပါတယ်ရှင်ဟုတ်ပြီးတော့ China visa ကကြိုလျှောက်ရမှာလားဆိုဟုတ် China visa ကလေကြိုလျှောက်ကမယ်ပေါ့နော်အခုနောက်ပိုင်းအရင်တုန်းကတော့ဒီ visa ကတပတ်ကနေ2ပတ်အတွင်းပဲကြာတယ်ပေါ့နော်အခုနောက်ပိုင်း consular ပြောင်းလဲဖြစ်တဲ့အတွက်ကြောင့်မလို့3ပတ်လောက်ကနေပြီးတော့4ပတ်လောက်ထိကြာသွားတဲ့ case တွေလည်းရှိတယ်ပေါ့နော်အဲ့လာကြောင့်မလို့ဟုတ်အဲ့လိုမျိုးဆိုတော့တက်လားလောက်စောပြီးတော့ရှောက်စေခြင်းနဲ့ရှင်ပို့ပြီးတော့ safe side ဖြစ်ရမှာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဗီဇာရပြီဆိုတော့မှလေရင်ကိစ္စတွေကလည်းဆက်လုပ်ရမယ်လေရင်ကိစ္စတွေပါပြီးသွားပြီဆိုတော့မှဒီ CIP launch ပေါ့နော်ဒီ registration တင်တဲ့ကိစ္စတွေပါလည်းဆက်သွားရမယ်ကိစ္စတွေရှိတော့ပေါ့နော်ဟုတ်တက်လားလောက်တော့စောရှောက်ဖို့အတွက် recommend ပေးပါတယ်ဟုတ်bank statement ပြပေးရမယ်ပြောလို့ကိုယ်ပိုင် bank statement မရှိရင်ရောဟုတ် bank statement ကတော့ China ကတော့ bank statement ပြပေးရမယ်သူကသူ့ရဲ့သတ်မှတ်ချက်ကကြတော့320ကို3လဆက်တိုက်ရှိရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိရရှင်အဲ့တော့ဒီဟာကခလေးចောင်းသားပေါ့နော်ဒီចောင်းသွားမယ့်ចောင်းသားရမှာကိုပိုင်အကောင့်မရှိဘူးဆိုရင်သူက option တွေတော့ရှိရပေါ့နော်ဒီကိုပိုင်ဆောင်မရှိရင်ကြတော့မှာထားပါတော့အချို့ကြတော့မိဘကုမ္ပဏီတွေပါရှိတယ်မိဘကုမ္ပဏီမှာ director စီရင်ဝင်ထားတဲ့လူရှိတယ်ဝင်ထားတာတွေပါရှိတယ်ဆိုရင်အဲ့လိုမျိုးဆိုလဲဗန်စာအုပ်ပြစရာမလိုတော့ဘူးနောက်တစ်ခုကကျတော့မိဘရဲ့ဗန်စာအုပ်တော့ sponsor ပေါ့နော်ပြလို့ရတယ်မိဘ sponsor တော့ပေးလို့ရတယ်ဒါပေမဲ့အဲ့ဒီအခြေအနေဖြစ်ပြီဆိုလို့ရှိရင်တော့ခုနကဒီချေတို့ပြောထားတယ်လူလုံးဝလိုက်စရာမလိုပါဘူးဆိုတဲ့အခြေအနေမှာသူက counselor ကနေပြီးတော့ညနာလာပြပါအောင်ပေါ့နော်အဲ့ဒီစာအုပ်ထပ်တဲ့နေမှာဟို interview လေးလာပါအောင်လို့ခေါ်တဲ့အခြေအနေမျိုးတော့ရှိတယ်ပေါ့နော်မိဘ sponsor ဖြစ်သွားရင်ကိုပိုင်စာအုပ်နဲ့မဟုတ်ရင်ဒါပေမဲ့အဲ့ဒီဟာကလည်းခေါ်တယ်ဆိုတာကအယောက်100မှာ1ယောက်2ယောက်ပါဒါပေမဲ့အဲ့ဒီသွားတဲ့ခါမှာလည်းဟိုလို interview ကြီးဖြေရမှာမဟုတ်ဘူးဟိုဘာလို့စာအုပ်မရှိရလဲမိဘစာအုပ်လားဒီတိုင်းမျက်နှာလေးကိုမြင်လိုက်မျက်နှာလေးပြလိုက်ပြီဆိုရင်အဆင်ပြေသွားတယ်ပေါ့နော်ဟုတ်အဲ့ဒီ option တော့ရှိတယ်ရှင်မိဘရဲ့ဗန်စာအုပ်ပြလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လာကတော့နောက် second option ပေါ့နော်ခုနကတော့အဲ့လိုဟိုမိဘကကုမ္ပဏီရှိရယ်ကုမ္ပဏီမှာကိုကလည်းဟိုလိုမျိုးချိုးရဆိုရင်ကလေးတွေကို director စီးရင်နေထည့်ပေးထားရှိရယ်ပေါ့အဲ့တော့ director extract ပြပေးနိုင်တယ်ဆိုရင်တော့ရတယ်ရှင်ဒါမှမဟုတ်လည်းအရင်တုန်းကပေါ့နောက်တစ်ခုကကြတော့အရင်တုန်းက China သွားထားဘူးတဲ့ history ရှိရင်လည်းဗန်စာအုပ်ပြစရာမလိုဘူးရှင်ဟုတ်ဟုတ်အမကျတော့ဒီ China visa ကိစ္စဒီမှာလည်းခင်ဗျာစင်ကြကြိုးတော့မှာလည်းဟုတ်လေစိတ်မာကလေလာကြိုပေးမဲ့အဖွဲ့ကလေစောင့်နေပြီးသားပေါ့နော်ဟိုဒါတို့ကဒီ immigration ဖြတ်ပြီးတော့ကိုပါ luggage တွေတိုင်းလာပြီးလို့ရှိရင်ဒီကြိုလို့ရတဲ့နေရာနေပြီးတော့သူတို့ကြိုပြီးတော့စောင့်နေပြီးတယ်ပေါ့နော်ဟုတ် sim card ကလည်းအမှကလေးတို့ဝယ်မယ်ဆိုလို့ရှိရင်သူတို့ကိုပြောလိုက်ရင်သူတို့လိုက်ကူညီပြီးတော့ teams ကဝယ်ပေးလိမ့်မယ်ရှင်ဟုတ်
ဟုတ်အဲ့နိုင်ကြအဲ့လိုနော် first time ထွက်တာတွေဖြစ်တဲ့အတွက်အဲ့လိုစိတ်ပူရမှာတွေမဖြစ်အောင်တော့ဒီအခုဒီ package ထဲမှာအကုန်လုံးပေါ့နော်ထည့်ထားပေးပါတယ်ဟုတ်ဗီဇာနဲ့ပတ်သက်ပြီးတော့ကောဗာလေးမေးချင်သေးလည်းမသိဘူးရှင်ဟုတ် ဟုတ်SIM ကတ်နဲ့ပတ်သက်ပြီးတော့ထည့်တိုးပြီးတော့ပြောပြပေးချင်တာကတော့ SIM ကတ်ဝယ်မယ်ဆိုရင်ပေါ့နော်ဒီကြိုပြီးတော့ဝယ်ပေးသွားမှာပါအဲ့တော့ဟိုရောက်မှactivate လုပ်ပေးရုံနဲ့SIM ကတ်တန်းပြီးတော့သုံးလို့ရမယ်ပေါ့နော်အဲ့တော့ကြိုပြီးဝယ်ဖို့ link တွေချိတ်ပေးတာမျိုးတွေနောက်တစ်ခုကဒီ activate ပြန်လုပ်တဲ့ဟာတွေအဲ့ဒါတွေအကုန်လုံးကိုဘယ်လိုလုပ်ရလဲဆိုတဲ့ဟာတွေကို orientation လေးလုပ်ပေးမယ်ပေါ့နော်ဒီမသွားခင်ပေါ့နော်ပြီးတဲ့ခါကျရင်ဟိုရောက်သွားတဲ့ခါကျရင် SIM ကတ်ကိုဖွင့်ပြီးတာနဲ့တန်းပြီးသုံးလို့ရအောင်လုပ်ပြီးမှာပါလေစိမ့်မှာလည်းလာကြိုးပေးပါမယ်ကဲပါ Okay China ဘက်ခီးစဉ်အသေးစိတ် ဟုတ်ကဲ့China ဘက်ပေါ့နော် China ဘက်ကတော့အဓိကဟိုဟာခီးစဉ်သေးစိတ်ဆိုတာဟိုပေါ့ဒီပိုင်းဒေးဘာလုပ်တယ်ကိုသိချင်တယ်ပြောတာမျိုးလားဒါမှမဟုတ်ရင်ဘာတွေပါမှာလဲဆိုတာကိုသိချင်တယ်ပြောတာလားမသိဘူးเนาะဒါခုနတော့ငါဒီပေါ့ခီးစဉ်အသေးစိတ်ကတော့ခုနတော့ဒီရှယ်ဟန်ဒီရှင်းပြသွားသလိုပေါ့နော်အဲဒီ26ရက်နေ့ပေါ့နော်အခုချဲဒီ flight လေးအရင်ဆုံးပေါ့နော်ဒီ China အတွက်ကို flight လောက်ထားတဲ့ဟိုအခုရှိတဲ့ချက်လေးပြပေးမယ်နော်ဟယ်လိုဟုတ်ကဲ့မြင်ရလားမသိဘူးရှင်โอเคအခုပေါ့နော်ဒီ China မှာအခုဒါကတော့ခုနကတော့ဒီဟို China visa အတွက်လိုအပ်တဲ့အသေးစိတ်လေးကိုတစ်ချက်ပြန်ပြီးတော့ပြောပြပေးပေါ့နော် China package ထဲမှာပါတဲ့ဥစ္စာ visa အရင်ဆုံး visa ရအဓိက visa ရပြီဆိုမှလည်းအရင်ဆုံးစီရမယ်ပေါ့နော်စီရပြီဆိုလို့ရှိရင်တော့ visa ရမယ်နော် visa ရပြီဆိုမှပဲဆက်သွားလို့ရမှာဆိုတော့လေဟုတ် visa လျှောက်တဲ့အခါမှာလိုအပ်တဲ့ဥစ္စာလေးအရင်ပြောပေးမယ်နော်လိုအပ်တာလေးကကြတော့အခုဒီလက်ရှိ passport scan လေးပေးရမယ်အကယ်လို့အရင်တော့က China သွားထားဘူးလေဆိုရင်တော့ China visa လေးရှိရဆိုရင်တော့ခုနကတော့ပြောတဲ့ဘဏ်ကိစ္စတွေစိတ်ကူးစရာမလိုတော့ဘူးပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီအရင် China သွားထားဖို့တာမရှိဘူးဆိုရင်တော့လက်ရှိ passport ရယ်ပြီးလို့ရှိရင်မှတ်ပုံနဲ့တကောင်စီရင်လေးမှတ်ပုံတင်လို့တကောင်စီရင်လို့ပေးရမယ်ပြီးရင်ဘဏ်ပေါ့နော်ဘဏ်ကခုနပြောတဲ့အတိုင်းပဲ30 3လဆက်တိုက်ရှိရမယ်ပေါ့နော်အဲ့လာကုန်မှဘဏ်ကနေပြီးတော့ဘဏ်စာအုပ် update တောင်းပေးရမယ် balance certificate ထုတ်ပေးရမယ်ပြီးရင်3လစာ statement ထုတ်ပေးရမယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဓာတ်ပုံ soft copy လေးလိုပဲရှင် 35mm 45mm နောက်ခံဖြူလေးနဲ့ပေါ့နော်ဟုတ်အဲ့လိုမျိုးလေးလိုပါမယ်ဒါကတော့ visa အတွက်လိုအပ်တဲ့ဥစ္စာပေါ့နော်ပြီးတော့ visa ကကြတော့ခုနပြောသလိုပဲ processing time ရယ် processing time ကတော့ပုံမှန်က2 week ဆိုလို့ရှိရင်ဘယ်လိုဖြစ်ထွက်တယ်ဒါပေမဲ့ consular အပြောင်းလဲဖြစ်တဲ့အခါမှာ तू ကအဲ့လိုဟိုခုနောက်ပိုင်း showcase တွေဆိုလို့ရှိရင်အဲ့လိုရက်ထားတာမျိုးတွေရှိရပေါ့နော်အဲ့တော့မြန်မြန်မထွက်တာမျိုးတွေရှိတော့in case ကိုစဉ်းစားထားတဲ့အနေနဲ့တစ်လလောက်စော်ပြီးတော့ပေါ့နော်ကျိုးလျှောက်စီခြင်းတယ်ပေါ့နော်အခုဆိုရင်ဒါကဇူလိုင်ဆိုရင်ကဲလို့ China မှာဖြေမယ်လို့စဉ်းစားထားပြီဆိုလို့ရှိရင်တော့ဒီ August အစလောက်မှာစပြီးတော့ prepare လုပ်ပြီးတော့ရှောက်ရင်တော့အကောင်းဆုံးပေါ့နော်ဟုတ်ဒါကတော့ဒီဘဏ်ကိစ္စလေးပေါ့နော်ခုနတော့ကတကယ်လို့30 3လဆက်တိုက်မရှိနေဘူးဆိုလို့ရှိရင်ကုမ္ပဏီတိုက်က extra ပြလို့ရနိုင်တယ်အဲ့လိုမှမဟုတ်လို့ရှိရင်မိဘက sponsor လုပ်လို့ရတယ်ဒါပေမဲ့အဲ့လာကြအဲ့မိဘ sponsor လုပ်တဲ့ကိစ္စမှာကြတော့တစ်ခါလေးကြားလို့ရှိရင် interview ဟိုခေါ်တတ်တယ်ပေါ့နော်ဒါပေမဲ့ interview ကတော့ serious interview တော့မဟုတ်ပါဘူး ACC ပဲမျက်နှာလေးပြပြီးအဆင်ပြေသွားတယ်ပေါ့နော်အဲ့လောက်လည်းချေတို့ကဒီတန်ယုံဟိုအကုန်လုံးလိုက်ပြီးမှအဲ့ဒီတန်ယုံနဲ့ဝင်တာဟိုတန်ယုံ interview ဖြေတဲ့အချိန်မဲ့တာတို့ကလေးတို့ပဲချိန်ရောက်ပဲဖြစ်မှာပေါ့နော်ပြီးလို့ရှိရင်ခုနကတော့ဗန်မပြမယ့်အခြေအနေကဒီ China visa ရှိတယ်ဆိုရင်တော့ဗန်ပြစရာမလိုဘူးပေါ့နော်ဗန်ကင်းခွင့်ရှိသွားမယ်ဟုတ်ပြီးလို့ရှိရင်အခု Cherry စီစဉ်ထားတယ်ပေါ့နော် China အတွက် flight ကပေါ့နော် China Southern Airlines ကိုစီစဉ်ပေးထားတယ်သူကတခါတည်း transit ကကြတော့ Guangzhou ပေါ့နော်သူကရန်ကုန် Guangzhou Guangzhou ကနေပြီးတော့မှဘေကျင်းကိုပြန်စီးရမှာပေါ့နော်
luggage luggage နေနဲ့ကြတော့ check baggage နေနဲ့ကြတော့ 23 kg ရတယ်ပြီးလို့ရှိရင် hand carry ကကြတော့ 8 kg ရတယ်ပေါ့နော်luggage ကချက်သလိုဖြစ်တဲ့အတွက်ဟိုပြန်ပြီးတော့ဒီ transit မှာပြန်ထုတ်ရမယ်အိတ်ပြန်ထုတ်ပြီးတော့ပြန်ပြီးတော့ဟို check in ပြန်ဝင်ရမယ်ကိစ္စမျိုးတွေတော့မရှိဘူးအဆင်ပြေအောင်လို့တော့ China Southern Airlines လို့ရေးပေးထားတယ် luggage ချက်သလိုဖြစ်တယ်ပေါ့နော်ပြီးတော့ flight ကကြတော့ဒီပေါ့ဟိုခြေတို့ option နှစ်ခုရှိထားတယ်လောလောဆယ်မှာ option 1နဲ့2နဲ့ပေါ့နော် option 1ကကြတော့ဘာဖြစ်လဲဆိုတော့ရန်ကုန်ကနေ26ရက်နေ့ထွက်တယ်ဒါပေမဲ့ဘေဂျင်းကို26ရက်နေ့ရောက်တယ်ဒါပေမဲ့26ရက်နေ့ရောက်တယ်ဆိုပေမဲ့ညတကောင်ပေါ့ည7:10မိနစ်ရောက်သွားတဲ့ flight ဖြစ်တယ်အဲ့လားတစ်ခုပြီးတော့ option နောက်တစ်ခုကကြတော့ရန်ကုန်ကနေပြီးတော့26ရက်နေ့ကိုပဲထွက်တယ်ဒါပေမဲ့ဘေဂျင်းက28ရက်နေ့မနက်7:00နာရီမှရောက်တဲ့ flight ပေါ့နော်သူနှစ်ခုကဘာကွာသွားလဲဆိုတော့အဓိကကတော့ဒီ transit hour ပဲကွာသွားတာဒီ26ရက်နေ့ထွက်ပြီး26ရက်နေ့ရောက်ချင်တယ်ဆိုရင် transit hour ကကွမ်ကျိုးမှာ3:45မိနစ်ပဲရှိမယ်အဲ့လိုမှမဟုတ်ဘူးဒီ26ရက်နေ့ထွက်ပြီးတော့28ရက်နေ့ဟိုပေါ့နော်ဒီနေ့လယ်ပိုင်းမှာ ACC ရောက်ချင်တယ်ဆိုရင်တော့ကွမ်ကျိုးမှာ transit hour က9:10မိနစ်ရှိမယ်ရှင်အဲ့နှစ်ခုကွာသွားတာပေါ့နော်ပြီးတော့နောက်တစ်ခုက China မှာကလေရောက်ပြီဆိုရင်သူက transit စီးတဲ့အခါမှာလင်းပေါ့နော်ဒီရန်ကုန်ကနေပြီးတော့ကွမ်ကျိုးစီးွားတဲ့လင်းရက်တဲ့နေရာနဲ့ကွမ်ကျိုးကနေဘေကျင်းကိုပြန်ထွက်မဲ့လင်းပေါ့နော်အဲ့ဒီမှာဟိုဂိတ်ကထားပါတော့ A ရက်လိုက်တာက A ပေါ့နော်ပထမရက်လိုက်တဲ့လင်းက A သွားစီးရမှာကဟိုး G တို့ H တို့ဖြစ်နေတယ်ဆိုရင်အလယ်မှာသားတို့ယထာစီးရတာဖြစ်ကောင်းရှိလိမ့်မယ်ယထာဆိုတာတို့လေးပါလမ်းမလျှောက်တော့အောင်တို့ကယထာစီစဉ်ပေးထားတာအမြန်ရအောင်လို့လုပ်ပေးထားတာပေါ့နော်အဲ့ဒီairport တွေရောက်လို့ရှင် transit ဆိုတဲ့လမ်းကြောင်းတွေလိုက်ပြီးတော့ဝင်သွားပြီးတော့အဲ့ဒီဥစ္စာစီးလိုက်ရင်ရပြီယထာကလည်းဟိုလိုရေတဲ့စောင်းနေအောင်ဆိုတော့တစည်းထွက်သွားတာနဲ့တစည်းရရောက်လာတစည်းထွက်သွားနဲ့တစည်းရရောက်လာဆိုတော့အဲ့ယထာပေါ်တက်ပြန်ဆင်းလိုက်ပြီဆိုတာနဲ့အဲ့ဒီနောက်ထပ်ပြန်စီးရမယ်ပေါ့နော်ကွမ်ကျိုးကနေပြီးတော့ဘေဂျင်းကိုပြန်စီးရမယ်လင်းဂိတ်ကိုရောက်လိမ့်မယ် boarding pass လေးမှာပါတယ်ပေါ့နော်ယထာစီးရမယ်ဆိုလည်းစီးရမယ်ပါတယ်တခါကြလို့ရှင်လည်းသူကခုနပြောသလိုဂိတ်နှစ်ခုကပြန်ရောက်တဲ့လေရင်နဲ့ထွက်တဲ့လေရင်နဲ့မဝေးနေဘူးပေါ့နော်မဝေးနေဘူးဆိုရင် A ရောက်တယ်မှာစီလောက်မှာပဲဆိုလို့ရှင်တော့လမ်းလျှောက်သွားလို့ရတာလေးလည်းရှိတယ်ပေါ့နော်အဲ့လာကကြတော့အဲ့ဒီနေ့မှာစီးရမယ့်လေရင်ပေါ်မှာပဲမူတည်ပြီးတော့သူတို့ဒီ airline ဟို airport မှာ arrange ထားတဲ့ပေါ်တဲ့မူတည်တာပေါ့နော်ဟုတ်အပြန်ကတော့နှစ်ခုလုံးအတူတူပဲဘေဂျင်းကနေပြန်ထွက်မှာက1ရက်အောက်တိုဘာထွက်မယ်ရန်ကုန်ကို2ရက်အောက်တိုဘာရောက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘေဂျင်းကနေပြီးတော့ည9:00နာရီခွဲမှထွက်ပြီးလုပ်ပေးထားတယ်ဒီ option 2မှာလည်းည9:00နာရီခွဲထွက်တဲ့ဥစ္စာပဲတူတူပဲပေါ့နော်ကွမ်ကျိုးရောက်တဲ့ချိန်မှာညတကောင်ဟို2ရက်နေ့ရဲ့မနေ့45မိနစ်ဖြစ်သွားပြီပေါ့နော်တနိုင်မထိုးခင်ပေါ့နော်အဲ့ချိန်ဖြစ်သွားတယ်အဲ့တော့ option 1 or 2 ရောအပြန်ကြတော့တူတူပဲဘာဖြစ်လို့ဆိုတော့ပထမတော့ကတော့နေ့လယ်ပိုင်း flight တို့ဘာလို့စီစဉ်ပေးမလို့ပဲဒါပေမဲ့ဟိုဆာမွေးလေးဖြစ်ပြီးသွားပြီဆိုတော့နည်းနည်း relax လေးဖြစ်အောင်ပြီးတော့လေပတ်လေးလည်းလိုရအောင်ဆိုပြီးတော့အချိန်ကိုနောက်ရွှေ့ပေးထားတာပေါ့နော်နောက်ကျဆုံး flight နဲ့စီစဉ်ပေးထားတယ်ရှင်ဟုတ်အလားတော့ flight option 1နဲ့2ပေါ့နော်အလားတော့ကလေးတို့သဘောအဆင်ပြေတဲ့အတိုင်းဒီ option ကိုရွေးချင်လဲဆိုတဲ့ပုံမှာတွားပေးမှာပေါ့နော်ပြီးလို့ရှိရင်ဒီမှာကျတော့ခုနမေးတဲ့ CIB lounge ပေါ့နော်အဲ့လာမှာဘာတွေပါလဲဆိုလို့ရှိရင်ဒီလေစိတ်ကိုရောက်တယ်အဲ့ဒီအိတ်တွေဘာတွေလဲသူတို့အကုန်လုံးလာဆွဲပေးတယ်ပြီးလို့ရှိရင်အဲ့ဒီမှာပဲတခါတည်းဒီ luggage ကိုချိန်ပြီးတော့ kg ဘယ်လောက်ရှိရဆိုပြီးသူကသူအဲ့ဒီစီရမယ့်လင်းရင်ပေါ်ထားတဲ့တင်ပေးပြီးဒါကိုကအဲ့လာတွေတွားပြီးအိတ်တွေပါလေတော့ချိန်စရာမလိုဘူးခေအဲ့ဒီ check in gate ဖွင့်ဖို့အတွက်လည်းပုံမှန်ဆိုရင်လေစိတ်တဲ့ဝင်သွား check in gate ဖွင့်ဖို့အတွက်ကိုပြန်ဆောင်ရသေးတယ်အဲ့လာလည်းစောင့်စရာမလိုကိုရောက်တဲ့ချိန်မှာဒီ CIB lounge ကိုဝင်သွားလိုက်ရင်ရတယ်ပြီးလို့ရှိရင်ဒီ CIB lounge ထဲရောက်ပြီဆိုလို့ရှိရင် immigration ပေါ့နော် immigration ကိုလည်း priority နဲ့ဖြတ်ကြတယ်ဟိုအရန်လေးစစ်လားဆေးလားလုပ်တဲ့ကိစ္စတွေမရှိတော့ဘူးပေါ့နော်ဒီဘာမှစကားပြောစရာမလိုတာဒီ passport ပဲပေးလိုက်တာနဲ့သူ့ဘာသူအဲ့ဒီ immigration ဖြတ်တာကိုလည်းအဲ့ဒီ CIB lounge ကဝင်တဲ့နေရာဘေးနားနေလိုက်ပြီးတော့ assist လုပ်ပေးမှာပေါ့နော်အကုန်လုံးလုပ်ပေးလိုက်ပြီးရပြီအဲ့လာပြီးသွားရင် immigration ဖြတ်ပြီးသွားပြီဆိုတာနဲ့အမှဒီ VIP lounge ထဲမှာ AC ပေးပြီးတော့ international buffet တွေပါတယ်အစားပေါ့နော်ပြီးလို့ရှိရင်အမှ wifi လည်းရတယ်ပြီးလို့ရှိရင် shower လုပ်ချင်အောင်ရသေးတယ်ပေါ့နော်အဲ့လာပြီးသွားလို့ရှိရင်အမှ AC နေလင်းကိုသူကပေးချင်းဒီပါထွက်တယ်ဆိုတာကိုလည်းလာပြောတယ်ဟိုလာပြီးတော့ဘေးလင်းတော့ထွက်ပါတော့မယ်ဘာဖြစ်ဆိုတော့အများကြီးကိုအခြားဒီ aid တွေလည်းရှိတော့ဘေးထွက်ပါတော့မယ်ဆိုပြီးတော့လာပြီးကြီးညာပေးတယ်အဲ့လာမှကိုသွားပြီဆိုလို့ရှိရင်လည်း backy service နဲ့အဲ့ဒီ departure gate ကိုလည်းရှောက်စရာမလိုဘူးအဲ့ဒီပုံမှန်ဆိုလို့ရှိရင်မတို့ immigration ဖြတ်ပြီးသွားလို့ရှိရင်ကိုယ့်ဟောက်ကိုလမ်းလျှောက်ပြီးတော့အဲ့ဒီ gate ကိုရှာရသေးတယ်လေဒီမှာရှာစရာမလိုဘူး backy service နဲ့အဲ့ဒီသူတို့အပေါက်ကနေအဲ့ဒီ CIB အပေါက်အောက်ကနေပြီးတော့ departure ထွက်မဲ့ gate ကိုသူကလိုက်ပို့ပေးတယ်ပြီးတော့မှအဲ့ဒီဒီ departure gate ပေါ့နော်ဟိုလင်းထွက်တော့မယ်ဆိုပြီးသူတို့ check in တွေခေါ်ပြီးဆိုတော့မှကိုကအလောက်တန်းစီပြီးဝင်သွားလိုက်ရင်ရပြီပေါ့နော်ဟုတ်
ဒါလေးကတော့ဒါChina အတွက်ပေါ့နော်ဗီဇာရောဒီဘက်ကအဓိကတော့ဒီ China အတွက်တင်မဟုတ်ဘူးပေါ့နော်ခုန CIB lounge က India ဘက်သွားမယ့်ကလေးတွေလည်းပါတယ်ပေါ့နော် India ဘက်သွားမယ့်ကလေးတွေလည်းဒီ service ပါတယ်ရှင်ဟုတ်ဗာလေးမြန်ပြောပေးရအောင်မလဲမသိဘူးရှင် China ဘက်ကလေဒီဆီယမပြောသွားတဲ့အပိုင်းမှာပေါ့နော်ကျွန်မထက်တိုးပြီးတော့ကျောင်းသားတွေကိုပြောပြပေးချင်တာတစ်ခုရှိပါတယ်ရှင့်ဟိုဘက်ရောက်သွားတဲ့အခါကျရင်ပေါ့နော်ကျွန်မတို့အစီအစဉ်ရကတော့လာကြိုမယ်လူတွေအကုန်လုံးလည်းစီစဉ်ပေးထားတယ်အဲ့ဒါမတိုင်ခင်ပေါ့နော်တရုတ်ပြည်ကိုမသွားခင်ဒီ orientation section မှာလည်းဘယ်လို application တွေသုံးရမလဲဆိုတဲ့ဟာလေးပါရှင်းပြပေးမယ်ဟိုမှာကတော့ Facebook တို့Instagram တို့ဒီလိုမျိုး application တွေမရအောင်ပေါ့နော်အဲ့တော့နောက် Viber တို့မရဘူးအဲ့တော့ WeChat တို့ WhatsApp တို့အထူးသဖြင့် WeChat ပေါ့နော်အဲ့ဒါမျိုးတွေရတဲ့အတွက်ကြောင့်ဘယ်လို application တွေ download ပြီးတော့ဖွင့်ပြီးတော့သုံးလို့ရမလဲဆိုတဲ့ဟာလေးတွေလည်း orientation မှာထပ်တူရှင်းပြပေးမယ်ပေါ့နော်တရုတ်ပြည်မှာကြတော့ဒီရောက်သွားတဲ့နေ့ပေါ့နော်ရောက်သွားတဲ့နေ့ပြီးတဲ့နောက် following day မှာတော့mock exam တစ်ခုကိုလုပ်ပေးဖို့ရှိပါတယ်နေ mock exam ကိုလည်းဒီ hotel မှာပဲလုပ်ပေးမယ်နောက်တစ်ခုကကြတော့ဒီစာမပွဲဖြေတဲ့နေ့မှာကြတော့စောပြီးတော့ဒီသွားဖို့အတွက်လည်းစီစဉ်ပေးမယ်ပေါ့နော်hotel ကလည်းဒီ5 star hotel book လုပ်ပေးထားမယ်နောက်တစ်ခုက breakfast ပါမယ် lunch နဲ့ dinner ကကြတော့ကိုယ့်ဘာသာကိုစီစဉ်ပြီးတော့စားလို့ရပါတယ်တခြားမေးချင်တာတွေရှိရင်တရုတ်ပြည်အပိုင်းကမေးချင်တာတွေရှိရင်လည်းအမောက်လာမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဟယ်လိုဟုတ်အိန္ဒိယဘက်ကရောဖြည့်ပေးပါအောင်ရှင် Hello ဟုတ်ကဲ့မင်္ဂလာပါဆရာနာမည်ကတော့ဆရာဒေါက်တာစောမျိုးထွန်းပါဟုတ်ကဲ့ဆရာတို့ဒီကျောင်းသားတွေအိန္ဒိယဘက်ကိုသွားကျင်တယ်ဆိုလို့ရှိရင်တော့ဆရာတို့စီစဉ်တဲ့ပုံစံလေးကတော့ဒီစပြီးတော့ visa လျှောက်တဲ့ process ကစပြီးပြောပြမယ်ပေါ့နော် visa အတွက်ကတော့ကျောင်းသားတွေအတွက်က passport ရယ်မှတ်ပုံတင်ရယ်အိမ်အောင်စုရယ်၃ခုပဲလိုပါတယ်bank statement တွေပါတယ်တခုမှမလိုဘူးပေါ့နော်အဲ့ဒါတွေရလို့ရှိရင် passport ၃ခုပေါ့နော် passport NRC ပြီးတော့အိမ်အောင်စုစရာအဲ့၃ခုရှိရဆိုရင်ဆရာတို့ကကျောင်းသားရဲ့အဲ့၃ခုယူပြီးတော့တန်ရုံးမှာတင်ပေးတယ်တန်ရုံးသွားတင်တဲ့နေ့လဲကျောင်းသားသွားကြမလို့ visa ရှောက်ရင် visit visa ပေါ့နော်visit visa ကသူက2ကြိမ်ပေါ့အိန္ဒိယက2ကြိမ်ဝင်ထွက်ခွင့်ရှိရပေါ့နော် 2 times multiple entry ကို2 times ရတယ်တစ်နှစ်အတွင်းမှာပေါ့နော်အဲ့တော့ကို visa တော့ကိုpassport ရုံးမှာသွားပြီးတော့စာအုပ်သွားတင်ပေးလိုက်တယ်တင်ပေးပြီးလို့ရှိရင် passport မှာသူက visa ထုတ်ပေးရပေါ့နော်အဲ visa ထုတ်ပေးရတော့ဘယ်လောက်ကြာလဲဆို3ရက်လောက်ပဲအများဆုံး5ရက်ပေါ့နော်3 to 5 14 days ပေါ့နော်အဲ့ဒါပြီးတာနဲ့ကျောင်းသား passport ရမယ် passport ရတဲ့နေ့ပဲကျောင်းသားတန်ရုံသွားမှာပေါ့နော်တန်ရုံဝင်ရမယ့်ရက်ကအဲ့နေ့တရက်ပဲရှိရဲအဲ့ဒါလဲ passport ရပြီးတေချာပြီး visa ထုတ်ပြီးဆိုတဲ့အချိန်မှာကို passport ကိုသွားယူရမယ်ရက်ပေါ့နော်အဲ့အချိန်မှာ passport သွားယူမယ်သွားယူတဲ့အချိန်မှာသူကလက်ပွေလေးနှိပ်ခဲ့ရမယ်ပေါ့နော်ကျောင်းသားတန်ရုံမှာလက်ပွေနှိပ်ပြီးတော့ passport ယူရုံပဲပေါ့နော် process ကအရင် simple ဖြစ်တယ်ရိုးရှင်းတယ်ပေါ့နော်ဘာမှ complicated မရှိဘူး visa လည်း 100% ရဖို့ဆရာတို့ကတာဝန်ယူပေးလို့ရတယ်ပေါ့နော်တန်ယုံအိန္ဒိယတန်ယုံဘက်နဲ့ဆရာတို့နဲ့ကအချိတ်ဆက်ရှိရလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့တန်ယုံ visa ရမှာစိတ်ပူစရာမရှိဘူးvisa process ကရိုးရှင်းတယ်လေရင်သွားတဲ့အချိန်မှာလည်းခုနပြောတဲ့ CIP launch တွေပါရတော့အဲ့ဒါတွေပါမှာပေါ့နော် CIP launch တွေပါမယ်အတွက်အဲ့ဒါလည်းအထောက်မှာလည်းပြဿနာမရှိပါဘူးဟုတ်ကဲ့အိန္ဒိယကိုရောက်ပြီဆိုလို့ရှိရင်တော့ daily မှာဆရာတို့ရဲ့ဒီ team ရှိရပေါ့နော် team ဘက်ကလာကြိုပေးမှာပေါ့နော်လာကြိုပေးမယ်လိုအပ်တဲ့ sim card ဝယ်တာတွေလုပ်ပေးမယ်ပြီးတဲ့အခါကျတော့ airport ကနေပြီးတော့ hotel ကိုဆရာတို့ဒီ transportation လည်းစီစဉ်ပေးထားတယ်ပေါ့နော်ကျောင်းသားဥယျာဉ်ပေါ်မူတည်ပြီးတော့ကားဆိုလဲဆရာတို့ article လိုမျိုးကားတွေဖြစ်မယ်ကားအကြီးလည်းဖြစ်မယ်ကားအသေးလည်းဖြစ်မယ်ကျောင်းသားဥယျာဉ်မူတည်ဆရာတို့စီစဉ်ပေးလို့ရတယ်ပေါ့နော်အဲ့ဒါတွေကအဲ့လို pick up လုပ်ပေးမယ်
လေးစိတ်ကနေ hotel ထိခေါ်သွားပေးမယ် hotel ကလည်းဆရာတို့ဒီ5 star hotel ပဲပေါ့နော်ဒီဆောင်းဝဲဖြေရမယ် exam center လည်းရှိတဲ့ hotel ပဲပေါ့နော်အဲ့တော့ hotel မှာပဲကိုကအဲ့ hotel မှာပဲတရားမှာဖြစ်တဲ့အတွက်အဲ့ hotel မှာ relax လုပ်ပြီးတော့ကိုနေလို့ရတယ်ဆောင်းဝဲဖြေခန်းဒီမှာလည်းကြိုပြီးတော့ကိုဖြေရမယ်အဲ့ venue ကိုသွားပြီးလေ့လာလို့ရတယ်ဒီ hotel မှာပဲဖြစ်လို့ပေါ့နော်အပေါ်ထပ်အောက်ထပ်ပဲကိုကဆင်းရမယ့်ပုံစံမျိုးဖြစ်မှာပေါ့နော်အဲ့တော့အဲ့မှာexam center ကလည်းအဲ့မှာပဲရှိရတဲ့အတွက်ကျောင်းသားတွေအတွက်လည်းသွားစရာလည်းမလိုဘူးပဲဥမှာပေါ့နော်ရောက်တဲ့ရက်မှာတော့ပထမဆုံးရောက်ချင်းရက်မှာrelax လုပ်မယ်ဒုတိယ second day မှာတော့ဒီ mock test တွေပါစီစဉ်ပေးထားရှိတယ်အဲ့ mock test တွေကျောင်းသားတွေကဖြေပေါ့နော်ပြီးရင်နောက်တစ်ရက်မှာrelax လုပ်နောက် somewhere တစ်ရက်မှာ 4th day မှာ somewhere ဖြေမယ် somewhere ဖြေပြီးသွားလို့ရှိရင်နောက်တစ်ရက်မှာလည်းဆရာတို့ကအိန္ဒိယအတွက်ကိုလည်းဒီဟိုလုပ်ပေးထားစီစဉ်ပေးထားရှိရပေါ့နော် site seeing အတွက် site seeing သွားကြည့်လို့ရတယ်လေ့လာလို့ရတယ်လဲလို့ရတယ်အဲ့ဒါပြီးရင်တော့ဆရာတို့ဒီလေးစိတ်ကိုဟိုတယ်ကနေပြီးတော့ပြန်ပြီးတော့ကားနဲ့လေးစိတ်ကိုပြန်ပို့ပေးမယ်လေးစိတ်ကနေရန်ကုန်ပြန်လာရုံပဲပေါ့နော်transit တွေပါလည်းမရှိဘူး direct back flight ကရန်ကုန် to Delhi Delhi to ရန်ကုန်အဲ့တော့သွားရမယ့် process ကတော့အရင် simple ဖြစ်ပြီးတော့ရုပ်ရှင်နဲ့visa ကိစ္စကလည်းအရင်လွယ်ကူတယ်ပေါ့နော် visa ရဲ့ processing day ကလည်း3 to 5 working days ပဲပေါ့နော်ကျောင်းသားကလည်းတန်ရုံးဝင်စရာလည်းမလိုဘူး passport စာအုပ်ပဲ collect တော့လုပ်ရမယ်သဘောမှရှိရပေါ့နော်အဲ့ဒါလေးကတော့ဒါအိန္ဒိယဘက်သွားရင်ကြုံတွေ့ရမယ့်processing လေးနဲ့visa ရယူရမယ့်ပုံစံလေးနဲ့ဟိုမှာ hotel နေရမယ့်ပုံစံလေးတွေဆရာပြောပြပေးရပါတော့အိန္ဒိယကတော့တည်ရတဲ့အတိုင်းပဲ budget လည်းပို့ပြီးတော့တက်တာမှာပေါ့နော်နည်းနည်းလေးပို့ပြီးတက်တာမယ်ဆိုတော့ဒီ transportation တွေပါလေတိတ်အရင်ဈေးမကြီးဘူးအိန္ဒိယကိုကအဲ့မှာရောက်သွားလဲခြင်းsite seeing တွေမှာအစားအသောက်တွေစားခြင်းနဲ့ဆိုလဲတိတ်မကုန်ဘူးပေါ့နော်လိုလေးရရှိတာပေါ့ဟုတ်ကဲ့တိတ်အများကြီးတော့အိန္ဒိယ show တွေမရှိပါဘူး VPN မလိုပါဘူးအိန္ဒိယเนาะဘာ VPN မလိုဘူးအိန္ဒိယဘက်ကအကုန်လုံးသုံးလို့ရတယ်ဒီ Google Facebook အဲ့ဒီအကုန်လုံးဘာမှ ban ထားတာမရှိဘူးเนาะအကုန်လုံးသုံးလို့ရှိရပါတော့เนาะ WhatsApp လည်းရှိတယ် Google လည်းရှိတယ် Viber လည်းရှိတယ်ဘာ VPN မှလည်းမလိုသုံးလို့ရပါတယ်เนาะဟုတ်ကဲ့အိန္ဒိယနဲ့ပတ်သက်ပြီးသိချင်တာရှိရင်ချက်အောင်ပေးပါနော်ဟုတ်ကဲ့တော့လွယ်ပါတယ်ဘာမှတော့မခက်ပါဘူးเนาะvisit visa လဲသူတို့ကအိန္ဒိယလည်းចောင်းသားတိုင်းကိုပေးတယ်ចောင်းသားတိုင်းဆိုတာဆရာတို့ဒီရှောက်မဲ့ចောင်းသားတွေအကုန်လုံးရတယ်ပေါ့နော် visit visa လည်းလွယ်လွယ်ကူကူရတယ်သူက multiple entry ရတယ်တစ်နှစ်မှာ2ကြိမ်ဝင်ခွင့်ရှိရပေါ့နော်တစ်ခါဝင်ပြီးတော့လို့ရှိရင်ရက်30sorry တစ်ခါဝင်ပြီးတော့ရက်90နေခွင့်ရှိရပေါ့နော် visit visa ဖြစ်တဲ့ပုံမှာဟုတ်ကဲ့ seat ပေါ်မူတည်တာပေါ့သားတို့ចောင်းသားတွေက seat ပေါ်မူတည်ပြီး China မှာရလားအိန္ဒိယမှာရလားဆိုတော့ကြည့်ပေါ့နော်အဲ့ဒါအကယ်အိန္ဒိယကို seat ရတယ်ဆိုလို့ရှိရင်အိန္ဒိယသွားခြင်းနဲ့အိန္ဒိယလည်းလွယ်ကူတယ်ဆိုတာပြောပြပြအကယ် China မှာ seat ရရင်တော့ China ဘောက်သွားပေါ့နော်အဲ့ဒါတော့ကိုကအဓိကဆောင်းဝဲဖြေဖို့သွားတာပဲဒီနော်အဓိကကိုစာဝဲကိုအဓိကလောက်ရမှာစာလုပ်ပြီးတော့ဆောင်းဝဲဖြေပြီးတော့Italy မှာအကြောင်းကောင်းဟိုရဖို့အတွက်စူးစမ်းရမှာပဲပေါ့နော်ဘယ်ရပဲတော့ exam ကတော့ခဏပဲတော့ဖြေရတာဆိုတော့ဒီကျနာရှိမေးပါနော်ဟုတ်ကဲ့ဟုတ်တယ်အခန်းကြီးကဆရာတို့ဒီ5 star hotel မှာအခန်းကြီးစီစဉ်ပေးထားပါတော့တယောက်ခန်းကြီးပဲဖြစ်မှာပေါ့ဟုတ်ကဲ့အိန္ဒိယပဲဖြစ်ဖြစ် China ပဲဖြစ်ဖြစ်အဲ့လိုပဲဖြစ်မှာပါအခန်းကြီးကလည်းသူတို့5 star hotel ဖြစ်တဲ့အတယောက်ပေါ့နော်ဘာလို့ဖြစ်တာပေါ့အခန်းကြီးကသူကလည်းသူတော့5 star quality တော့ရှိရပါပေါ့နော်နှစ်ခုလုံး5 star hotel ပဲအိန္ဒိယဘက်ကော China ဘက်ပေါ့နော်exam center လာလုပ်တဲ့ hotel ပါပဲဖြစ်မှာအိန္ဒိယကျတော့လေဘာလို့ဆို exam center ကလည်းသူတို့5 star hotel ဆိုတော့ hotel account တစ်ခုပဲသူတို့ရွေးပြီးလုပ်မှာပဲလေနော် hotel မကောင်းရင်တော့သူတို့ exam center လည်းအဲ့မှာလုပ်မှာမဟုတ်ဘူးနော်လို့တော့ရှိတာခြားသိချင်တာလေးရှိသေးလားမသိနော်pick up ပိုင်းနေပါလေအိန္ဒိယဘက်မှာဆရာတို့အဲ့ team ကလာချုပ်ပေးမှာပဲနော်အမေလိုက်ချင်လည်းရတယ်အိန္ဒိယပဲတော့ China ပဲတော့ရပါတယ်လိုက်လို့ရပါမိဘတွေကလည်း visit visa ရှောက်ပေါ့အမေဖြစ်ဖြစ်အဖေဖြစ် visit visa ရှောက်ပေါ့ဆရာတို့ဒီအိန္ဒိယဘက်ကတော့ခုနပြောဆို visit visa လွယ်တယ်3ရက်ကနေ5ရက်လောက်ပဲကြာမယ်မပုံနဲ့အိမ်အောင်စုတစ်ကောင်စင်3ခုပေးရင်ရပြီကျွန်တော်ဘာမှမလုပ်ဘူးပေါ့နော် visa လည်းရတယ်ပေါ့နော်အဲ့လွယ်ပါတယ်အဲ့ဒါ China ဘက်ကတော့သူတို့ China ရဲ့ requirements တွေရှိမှာပေါ့နော် embassy requirements တွေရှိမှာပေါ့ဆရာတို့ဒီအိန္ဒိယရောက်လို့ရှိရင်အိန္ဒိယဘက်မှာဆရာတို့ team ရှိရဲ့မြန်မာလူမျိုးပဲပေါ့နော်
မြန်မာလူမျိုးကိုယ်တိုင်လာကြိုပေးမှာဆိုမြန်မာစကားလည်းပြောလို့ရတယ်နော်မြန်မာလူမျိုးပဲသူကဟင်ဒီလိုလည်းတက်တယ်ဟင်ဒီလိုလည်းတက်မယ်မြန်မာလိုလည်းတက်မယ်ပေါ့နော်အင်္ဂလိပ်လိုလည်းတက်မယ်သုံးခုလုံးတက်တယ်ပေါ့နော်အဲ့တော့ India Delhi Airport မှာပဲလာကြိုပေးမယ်လာကြိုပေးပြီးရတယ်တခါလေ hotel ကိုခေါ်သွားပြီးမှာပေါ့နော်အဲ့တော့သူအကုန်လုံးဟိုဘက်ရောက်စီစဉ်ပေးမယ်အဲ့ဒီအတွက်ဆွေးကြမရှိပါဘူးအဲ့မှာရောက်တာနဲ့ SIM ကတ်ဝယ်တာတွေhotel ကိုလိုက်ပို့ပေးတာတွေအကုန်လုံးသူစီစဉ်ပေးပါပေါ့နော် team ရှိတာပေါ့နော်ဆရာတို့ဟုတ်ကဲ့လေပတ်တဲ့ချိန်မှာလည်း somewhere ပြီးသွားတဲ့တရက်ပြီးနောက်တရက်မှာဆရာတို့ site scene တွေရှိအဲ site scene တွေမှာလည်းအဲ team ကပဲလိုက်ပြပေးမှာပေါ့နော်အိန္ဒိယရဲ့အထင်ကြီးနေရာလေး2နေရာ3နေရာလောက်သူတို့လိုက်ပြပေးပြီးတော့အဲမှာ site scene တွေလုပ်ကြပေါ့ပြီးလို့ရှိရင်တော့မြန်မာနိုင်ငံကိုပြန်လာရုံပဲပေါ့ China ဆိုလဲ China အပြောက်သူတို့လိုက်ပြပေးမယ် team ရှိပါတယ်ဟုတ် process ကတော့အကုန်လုံးကတော့အိန္ဒိယပဲတော့ China ပဲတော့ smooth ဖြစ်အောင်တော့ဆရာတို့ဘက်ကတော့ဒီအကုန်လုံးကတော့စီစဉ်ထားတာပေါ့နော်ကျောင်းသားတွေအနေနဲ့ခုနပြောတော့သလိုပဲစာမွေးကိစ္စပဲကောင်းတယ်မှာထားပြီးတော့စာပဲတခြားလုပ်အောင်ပါပေါ့နော်ကိုယ့်ရဲ့အဓိကအရေးကြီးတဲ့စာမွေးပဲပေါ့နော်ကျန်တဲ့ဟာတွေကတော့လွယ်ကူချောမွေ့အောင်လို့အကုန်လုံးအဆင်ပြေအောင်လို့ဆရာတို့ကတော့စီစဉ်ပေးထားပါတယ်တခြားသိချင်တာလေးမေးချင်တာလေးရှိရင်လည်းမေးပါနော်စစ်ပေါ်မူတည်ပြီးတော့ကြည့်လိုက်ပေါ့နော်ဒီလီပတ်လည်းစီစဉ်ပေးမှာပေါ့နော်ဗီဇာကတော့ဆရာတို့ဒီ team ကနေပြီးတော့အကုန်လုံးလုပ်ပေးမှာအခုကတော့seat ကိုအရင်ရအောင်ယူလိုက်ပေါ့ China ဖြစ်ဖြစ် India ဖြစ်ဖြစ် somewhere ရင်ဖြေလိုက်ဒါ first step ပေါ့နော် somewhere ဖြေပြီးသွားလို့ရှိရင်ကိုအမှတ်တွေရလာပြီဆို second step အနေနဲ့ကတော့ဒီ Italy ဘက်ကို visa ကိုဆောင်ရွက်ကမှာပေါ့ Italy visa ကတော့ခုန India တို့ China တို့လို့တော့ process ကမလို့ရှိရင်ပေါ့သူကတော့နည်းနည်းတော့complicated ဖြစ်မှာပေါ့နော်ဆရာကတော့အဲ့ပိုင်းကိုမကျွမ်းကျင်တော့ဆရာတော့မပြောတော့ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဘက်ကိုထပ်ပြီးမေးလို့ရပါတယ်ဆရာကတော့ဒီအိန္ဒိယဘက်ကိုသွားမယ်ဆိုလို့ရှိရင်ဆရာတို့ကူညီပေးလို့ရတဲ့အကြောင်းပြောတာပါဟုတ်ကဲ့အီတလီကလည်းတိတ်တော့လည်းခက်မှာတော့မဟုတ်ပါဘူးကိုယ့်ကိုလိုတဲ့ requirement ပြည့်ရဆိုလို့ရှိရင်တော့ visa ကတော့ရရမှာပေါ့နော်အဲ့လိုတော့ရှိရပါတခြားသိချင်တာလေးရှိရင်မေးပါအောင်ဗျဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ခုနလေကလေးကအီတလီဘက်ကဗီဇာရောဆိုတော့ဟုတ်ဒီပေါ့ organization ဘက်မှာတော့ဒီအီတလီအတွက်လည်းဗီဇာပေါ့နော်ဒီIMF reset တွေပဲဖတ်ပြီးဆိုလို့ရှိရင် process လုပ်ပြီးတဲ့အပိုင်းတွေလည်းရှိပါတယ်ဟုတ်အဲ့ဒါတွေလည်းသူ့ပိုင်းနဲ့သူပေါ့လေအဲ့လိုမျိုးလေးအဲ့ဒါတွေလည်းလုပ်ပေးပါတယ်ဟုတ်အခုအီတလီဘက်ကိုကြတော့ဗီဇာစီစဉ်ပေးလာဆိုတော့အဲ့တော့စီစဉ်ပေးတယ်ပေါ့နော်အဆင်ပြေအောင်လို့လေကလေးရဲ့လိုအပ်ချက်တွေပေါ်မူတည်ပြီးတော့ပေါ့ဒါပေမဲ့ဒီအီတလီဘက်ကဗီဇာကတော့ခုနပြောသလိုပေါ့ဆရာတို့အိန္ဒိယဗီဇာလို့ China ဗီဇာလို့ထပ်တော့ပိုပြီး complicated ဖြစ်တာပေါ့လေလိုအပ်ချက်လေးတွေတော့ရှိတာပေါ့အဲ့တော့အဲ့ဒီဘက်အီတလီဘက်ကိုလည်းခေါ်ပြီးတော့နောက်ကျောင်းဟိုအချို့ကျောင်းသားတွေဆိုမိနစ်ကဆိုလို့ရှိရင်ဟိုစံပြည့်နိုင်ဆိုတဲ့ကျောင်းသားကိုသိမယ်ထင်တာပဲသူဆိုလို့ရှိရင်အမပဲလုပ်ပေးလိုက်တာသူဆိုလို့ရှိရင်သူကဒီ IMF အတွက်ကိုလည်းဒီ China ကိုလည်းအမဟိုပေါ့နော်သူစီစဉ်ခိုင်းတာဆိုတော့အမ IMF အတွက်လည်း China ဘက်ကိုအဲ့ဒါသူ့စီစဉ်ပေးလိုက်တယ်အဲ့လာလည်းပြီးတော့ဒီ IMF reset တွေပါစောင့်နေရင်းနဲ့လည်း stand by စောင့်နေရင်းနဲ့လည်း Italy ဘက်ကItaly ဘက်ရှောက်ဖို့အတွက်ကို student visa ရှောက်ဖို့အတွက်ကိုလည်းအကုန်လုံးပေါ့နော်အမတို့ဟို prepare လုပ်ထားကြတာပေါ့နော်အဲ့လိုမျိုးလေးပါဟုတ်လိုအပ်တဲ့ဥစ္စာတွေကတော့ detail လေးတွေကတော့တယောက်နဲ့တယောက်ကနည်းနည်းလိုအပ်ချက်တွေမတူတာဖြစ်တဲ့အတွက်လည်းဥမာဟိုမိဘရဲ့အလုပ်ကိုင်နဲ့ပတ်သက်ပြီးလို့တော့အချို့ကြတော့ company တွေဖြစ်မယ်အချို့ကြတော့လည်းလုပ်ငန်းတွေဖြစ်မယ်အချို့ကြတော့လည်းဒီပေါ့လုပ်ငန်းမရှိဘဲနဲ့ဒီအခြားပေါ့နော် source of income တွေကနောက်တစ်မျိုးတွေဖြစ်မယ်အဲ့လိုမျိုးပေါ့အဲ့ဒီအချိန်တွေပေါ်မူတည်ပြီးတော့ခြေတို့ကတော့ဆွေးနွေးပြီးတော့ဒီစာရက်တွေကိုဟိုလိုအပ်ချက်တွေကဒါတွေဖြစ်တယ်ဆိုပြီးတော့အကုန်လုံးလုပ်ပေးတယ်ပေါ့နော်ပြီးတော့အဲ့ဒီစီစဉ်ပေးတဲ့အခါမှာလည်းဒီ interview အတွက်တွေလည်းတိုင်ရုံးမှာ interview ဖြေဖို့အတွက်လည်း preparation တွေလုပ်ပေးတယ်ပြီးလို့ရှိရင် motivation letter ရေးတဲ့ကိစ္စတွေမှာလည်းအကုန်လုံးဟို guideline လေးတွေပေါ့နော်ချပေးတယ်ပြီးပြန်စစ်ပေးတာတွေလည်းအကုန်လုပ်ပေးတယ်ပြီးလို့ရှိရင်တိုင်ရုံး interview သားဖြေလို့ရှိရင်လည်းဟိုပေါ့တိုင်ရုံးနဲ့ထိတော့မဟုတ်ဘူးပေါ့လေတိုင်ရုံးပြင်ထိတော့လိုက်ပြီးတော့အကုန်လုံးစောင့်ပေးတယ်ပြီးတော့တကယ်လို့ထဲကနေမှတိုင်ရုံးကထွက်လာတဲ့အချိန်မှာတခုခုလိုရတယ်ဆိုလို့ရှိရင်လည်းတစ်ခါတည်း prepare လုပ်ပြီးတော့ပြန်ပြီးပေးလို့ရအောင်တော့အဲ့လိုမျိုးတွေပါအကုန်လုံးစီစဉ်တာထိပါတယ်ပေါ့နော် Italy visa ပဲလုပ်ပေးတဲ့ package မှာကြတော့လေဟုတ်
ကျောင်းသားတွေစိတ်ပူကြမလို့ပါဘူးကျောင်းသားတွေကဗီဇာတို့ဘာတို့ကိစ္စတော့ဆရာတို့ဒီ organization တစ်ခုလုံးအကုန်လုံးတေချာဆောင်ရွက်ပေးထားတာပေါ့နော်အခုအိန္ဒိယဆိုလဲအိန္ဒိယလျောက်သွားကြတော့မလို့ passport သွားယူရုံပဲလို့နေထား China ဆိုလဲ China လျောက်သူ requirements လေးကိုဖြည့်ဆည်းပြီးရင် China လည်းရသွားမယ် Italy ဆိုလဲဒါတွေအကုန်လုံးစာရွက်စာတမ်းကျောင်းသားဘက်ကပြည့်စုံနေဆိုလို့ရှိရင် team ဘက်ကအကုန်လိုက်လုပ်ပေးမှာပေါ့နော်ကျောင်းသားတွေကအဓိကအခုဆောင်မွဲ process အတွက်ကိုဆောင်မွဲကိုပဲအာရုံစိုက်ပြီးဆောင်မွဲတော့ဖြည့်ပြီးတော့ရအောင်စာစူးစမ်းပြီးပဲစာပဲလုပ်အောင်ပါပေါ့နော်ကျောင်းသားတွေကအကုန်လုံးကတော့တော်တော်အဆင်ပြေသွားအောင်ချောမွေသွားအောင်စီစဉ်ပေးထားတာပေါ့နော် organization အဲ့တော့စိတ်ပူကြမလို့ပါကျောင်းသားတွေနော်ဟုတ်ကဲ့ပါအဲ့လိုဒါတို့ကောင်းမရှုပ်အောင်ပဲဆရာတို့အကုန်လုံးတောင်းဝင်ယူပြီးတော့လုပ်ပေးထားတာပေါ့နော်အဲ့တော့အဲ့ဒါကောင်းရှုပ်စရာမလိုအဓိကစားပဲလုပ်ပေါ့နော်ဒါတို့သမီးတို့လောက်အောင်ပါအဓိကစားပဲပေါ့နော်ဟုတ်ကဲ့ဆရာကိုယ်တိုင်လည်းဒါအကျုံးလို့ပြောတာပေါ့နော်ဆရာလည်းဒါဈေးကြောင်းတက်ခဲ့တာပေါ့နော်ဆရာအောင်မယ်ဒါပေမဲ့ဆရာမြန်မာနိုင်ငံပေါ့ဆရာတူရကီကဈေးကြောင်းပြီးတာပေါ့နော်အီတလီတော့မဟုတ်ဘူးပေါ့နော်တူရကီပေါ့အဲ့တော့တူရကီတို့အီတလီတို့ကတိတ်တော့မကွာဘူးသူတို့ကတူတူပဲပေါ့နော် European standard ထဲမှာသွားတယ်သူတို့ Europe education မှာသွားတဲ့ပုံမှာပေါ့နော်ဆရာတို့ကတူရကီမှာဈေးကြောင်းတက်ခဲ့ဆိုတော့ကျတော့အတွေ့အကြုံနိုင်ငံသားအတွေ့အကြုံတော့ဆရာတို့ရှိတာပေါ့နော်တူရကီမှာဆရာဆိုလို့ရှိရင်6နှစ်တက်ရတယ်ဈေးကြောင်းအဲ့လိုပေါ့နော်အီတလီရဲ့အဲ့ process ပဲသူက6နှစ် system ပဲပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဓိကကွာစာလုပ်ထားတယ်စာတော်နေရစာရနေဆိုလို့ရှိရင်เนาะဒီကျောင်းသားအဆင်ပြေသွားမှာမယ်ဒီ visa issue တွေပါတွေကကျောင်းသားကောင်းတဲ့သိထည့်ကြမလို့ပါဘူးဆရာတို့ကူညီပေးမှာပေါ့လိုအပ်တာတွေအကုန်လုံးเนาะဟုတ်ကဲ့စာပဲကွက်ကိုလုပ်ပေါ့เนาะဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကျောင်းသားတွေတိတ်ပြီးတော့မေးချင်တာမရှိတော့ဘူးဆိုလို့ရှိရင်တော့ဆရာကင်မရာလေးကို off လိုက်တော့မယ်မေးချင်တာရှိနေတော့ထပ်ပြီးမေးပေါ့เนาะဆရာပြန်ဖြေပေးပါမယ်เนาะကျေးဇူးပါဟုတ်ကဲ့ဟုတ်ကဲ့ဗီဇာပိုင်းနဲ့ပတ်သက်ပြီးနေချင်းလည်းရှိလို့ရှင်လည်းမေးပြီးเนาะအမဆောင်နေပါမယ်ဟုတ်ကျေးဇူးပါမေးချင်တာလေးများရှိအောင်မလားရှင်ဟုတ်တခြားနောက်ပိုင်းမှာသိချင်တာလေးရှိရဆိုလို့ရှိရင်လည်းချေဦးဖက်ကနေပါဆက်တွေ့ပြပါမယ်ချေဦးဖက်ကိုလည်းဆက်တွေ့တာလို့ရပါတယ်ရှင်ဟုတ်သေးစိတ်လေးပြန်ပြီးတော့ရှင်းပြပြီးတော့ပြန်ပြောပြပါမယ်ရှင်ဟုတ်ဟုတ်အဲ့ဆိုရင်မေးစရာလေးမရှိတော့ဘူးလို့ထင်တယ်ပေါ့နော်ဟုတ်အဲ့ဆိုရင်ဒီ webinar ကိုပြောပြရဲ့တူတယောက်ချင်းစီဆရာမကန်စင်ဆိုတော့ပြီးတော့ visa တင်နဲ့visa နဲ့ပတ်သက်ပြီးတော့ပြောပြသွားတယ်ဆရာမတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီ meeting လေးကိုဒီနေ့ဒီနေရာမှာပဲ end လိုက်ပါမယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်တက်ရောက်ပြီးရဲ့အကုန်လုံးဟုတ်ကဲ့ဟုတ်ကျေးဇူးပါရှင်ဟုတ်ကဲ့ကျေးဇူးပါရှင်အော်ဟုတ်ကဲ့ဟုတ်အဲ့ဆို meeting လေး end လိုက်ပါမယ်ရှင်